လာပါပြီလူလာရှိတယ်ပြောတာကိုလေးတို့ကျုပ်ထွင်းမွေးလေးရှင်းအောင်ဟာငါတို့ကခုမှထောင်ထွက်လာတာငါပဲစမမရှိဘူးနော်မင်းတို့ချင်းထောင်မှုစီသွားတော့ အဲ့လိုတော့မလုပ်ပါနဲ့ကိုလေးတို့ကဒီနေ့ရောက်တဲ့ငွေကကျုပ်တို့မနှက်အရင်မလုပ်ပါဘူးဟေ့မင်းတို့စကားများလာပဲမင်းတို့မရှိလို့ပြောနေလေတွားလာကွာဟလာဟဲ့လူခဏနေဟာဟဲ့မင်းကဘာဝင်ရှုံးငါတို့ကဒီနေ့မှထောင်အောင်ထွက်လာတာထောင်ထဲကိုပြန်မင်းတို့တော့ကထောင်ထဲမှာပဲတေသွားဒီမှာထောင်ထဲကထွက်လာတယ်ဆိုပြီးတော့လူဝဝအောင်မကြိုးစားနဲ့ကိုစားတဲ့ထမင်းဘူးတော့ကိုရှင်းလေကွာထောင်ကထွက်သွားတဲ့သူတွေအားလုံးကိုလမ်းစိတ်နဲ့ခီးစိတ်ပြီးတယ်ဆိုတာငါသိတယ်အဲ့တော့မင်းတို့ရှင်းပြလိုက်သူစားအေးထမင်းဘောတော့မရှင်းဘူးကွာမင်းကပဲရှင်းပါဟဲ့ထောင်ရွက်မင်းတို့နှစ်ယောက်ကထောင်ရက်တွေဆိုပြီးတော့လူမိုက်လာမလို့နဲ့ထောင်မကြပဲလဲမိုက်ရဲတယ်ဆိုတာတွေ့ရနော်အေးငါနာမည်လဲမင်းတို့မှတ်သွားစနေသားတဲ့ငါအသက်ရှင်နေသူတွေကာလပတ်လုံးမင်းတို့လိုလူမိုက်တွေလှုပ်ချင်တိုင်းလှုပ်လို့မရဘူးသွားဆိုင်ရတောင်းရောဒီကောင်လေးအိတ်ထဲမှာလဲထမင်းဘိုးလောက်ပဲပါမှာခမရယူထားလိုက်တော့ကျေးဇူးပါပဲမောင်ရဲ့ကျုပ်ကိုကျေးဇူးတင်နေဆိုလို့ရှိရင်ကျုပ်တစ်ခုတော့မေးချင်တယ်ဒီနယ်တစ်ဝိုက်မှာကိုယ့်အဖွဲ့နဲ့ကိုယ်လှုပ်ရှားနေတဲ့အဖွဲ့တွေအများကြီးရှိလို့ကျုပ်ကြားအဲ့ထက်မှာဘယ်အဖွဲ့ကနာမည်အကြီးဆုံးလဲဒီနေ့မှနာမည်အကြီးဆုံးကတော့ဘုံမိုးမောင်ခွဲဘုံမိုးမောင်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 အကြီးခမင်းကကြောစကန်ကြီးရောက်အောင်လာတယ်ဆိုတော့ဘာအကြောင်းကိစ္စများရှိလို့လဲဗျာအကြောင်းကိစ္စရှိလို့လာခဲ့တာမဟုတ်ပါဘူးဘုံမောင်ရဲ့ကိုယ့်ရဲ့ကျေးဇူးရှိတဲ့လူဆိုတော့ကျေးဇူးဆက်အောင်လာခဲ့တာပါဗျာဖျားစကားပါလေဗျာတကြီးဒီကကျိုးတို့စကန်တော့ယူလာတဲ့ရိတ်ခါတွေကမနှဲပါလားဗျာဟမ်အသားဘူးတွေရောငါးတက်တာတွေရောစုံလို့ဟုတ်တယ်ဘိုးကြီးရေဒီကတကြီးယူလာတဲ့ရိတ်ခါတွေကကျုပ်တို့စကန်တော့တစ်လ90နဲ့လောက်စားလို့မကုန်ဘူးဗျာတကြီးခမရဗျာဘာလုပ်တာပြန်ပြီလေကျုပ်နဲ့ကျုပ်ရွာသားတွေအားလုံးကလေဘုံမောင်တို့အဖွဲ့အတွက်ဒီထက်မကတော့ပတ်မိုးကျင်တာပါဗျာမလို့ပါဘူးတကြီးရွာမှာရှိတဲ့လူတွေအားလုံးကကျုပ်တို့ကိုလေအခွင့်အရေးမြင်သွားအောင်မယ်ဗျာမမြင်ပါဘူးဗျာမမြင်ပါဘူးဘုံမောင်တို့ကြောင့်မလို့ကျုပ်တို့အားလုံးကစက်သက်အဖွဲ့ရန်နေပေါ့လွတ်ကင်းသွားတာဗျာနှုတ်မို့ဆိုရင်ဗျာသူတို့ဘက်ကိုလာတိုင်းစက်ကြီးပြရတာမနှဲဘူးအဲ့ဒုက္ခရန်နဲ့ရှေ့ကြည့်ပါဆိုရင်လေဘုံမောင်တို့ထောက်ပံ့တာဘာမှမပြောပါတော့ပါဘူးဗျာဆရာကြီးစမ်းမောင်ဘာဖြစ်လဲကျုပ်တို့ဘုရားပြဿနာတက်ပြီဆရာကြီးနာမည်လည်းပြက်ပြီအရှက်လည်းကွဲပြီဆရာကြီးစမ်းမောင်စကားကိုလိုရင်းမစမ်းကွာလိုရင်းပြောမယ်ဆိုရင်ဒုတိယဘုံမောင်ပေါ်နေဘုံမောင်အတူပေါ်နေပြီဆရာကြီးအဲ့ကောင်မသိဘာကြောင့် तू အဲ့လိုလုပ်ရအဲ့ဒါတော့ကျုပ်မသိဘူးကိုလည်းသိရဲ့သူ့ရဲ့လိုရဲ့ကြောင်ကျုပ်တို့ဘုရားမကောင်းသင်းထွက်နေတော့အမှန်ပဲဒီကောင်တော့ရုံမာတဲ့ကောင်ပဲကွာငါတို့ဘိုးကြီးကမကောင်းတာဘာတစ်ခုမှလုပ်တာမဟုတ်ဘူးကွာဆရာစမ်းမောင်မင်းပြောတဲ့အတုဆိုတဲ့ကောင်ဘာကြီးလုပ်နေတာလဲငါတို့ကဘာမကောင်းသင်းထွက်နေလို့လဲပြောစမ်းမောင် तू ဘာလုပ်လဲဆိုတော့ဟိုကျုပ်ကြားလာတော့ပြောမယ်ဆိုရင်လာကြတယ်ကွာမြန်မြန်လာကြတယ်မင်းတို့ကအမားတော်ကြီးတွေတောင်းခွင့်နေတာအကုန်ရခဲ့ရခဲ့ပါရဲ့တကြီးရဲ့ဒါပေမဲ့ကြံတဲ့အနေနဲ့ကြံနေရတကြီးရဲ့ဟာဘယ်သူတွေကြံတာတော့ကွာငခွေးစီကလည်းမရခဲ့ဘူးတကြီးရဲ့လှမောင်တို့ဘာဘူးလို့စီကလည်းမရခဲ့ဘူးတူတူခဲတဲ့ကောင်တွေပဲကွာဒီကောင်တွေကယူစရာကြီးတော့လက်ကသူ့နေတာပဲပေးစရာကြီးတော့တွန်းဆုံနဲ့ကြာပါတယ်ကွာအမားတော်ကြီးမှမပေးရင်ဒီကောင်တွေမှာရှိတဲ့စိတ်တွေနွားတွေတခါတည်းကသိငယ်အေးငါမှအချိန်မရှိဘူးကွာနားလေလားခမရမှာအချိန်မရှိရမယ်လောဘတော့ရှိတာပေါ့ဒါကြောင့်လို့ဖက်တော့ချမ်းသာနေတာပေါ့လူကဗမာမူကချစ်တီရမှာအိမ်နိုင်ရောက်လာပြီးတော့ပြီးစီသိမ့်နေတယ်ခမရထိုင်ရနေမထားဘဲနဲ့အမိတ်ပေးနေတယ်ဟေးအဲ့လောက်ထိုင်နေလို့ရှိရင်လေထိုင်ကုန်နဲ့ဖင်နဲ့အမြင့်တွေဝအောင်မယ်ဟဲ့ကမင်းမလို့လေမင်းဘာဖြစ်လို့ငါခြံနေဝင်ပြီးတော့ငါ့ကိုစော်ကားတာဒီမှာတကြီးဦးထွန်းဝေခမရဘုံမိုးမောင်အဖွဲ့ဆိုတာခမရကြားဘူးလားမင်းကဘုံမိုးမောင်ဖွဲ့ရလားဟုတ်တယ်ခမရမယုံဘူးဆိုလို့ရှိရင်ကြိုက်တယ်လို့စမ်းလို့ရတယ်ဟဲ့ကဘာဖန်စမ်းကွာတွေ့လားခမရအသက်ပါမသေးချင်ဘူးဆိုလို့ရှိရင်အဲ့ဇွဲဘွားထုတ်ကျုပ်စီပါတယ်
သွားပြီပါသွားပြန်ပြီဟိုတကမုံဆိုးမညိုများလဲသိန်းတော့လေဒီမိုးမောင်တို့ဖွဲပဲလားနှောက်လို့ငါစားတော့သိခဲ့ရမိုးမောင်မင်းနဲ့တနေ့ကျတော့ကန်ဆိုးမိုးမောင်ကြောက်အောင်မှာပေါ့ကွာဒါစပါလုံလိုက်ဘူးမရေကလား你没过来特别的少，你我们那北门人啥？过来，他们家嘞，那边那个也有周围地的嘞，把别人我在那弄的了，那边。 မင်းမတူတယ်ဘာကြီးလာပြောနေတာလဲသူ့ပိုင်ဆိုင်မှုတန်ငါဘလောက်ကုန်ထားလဲမင်းသိလားပြဿနာလာမချမ်းနဲ့နော်မင်းပြဿနာချရင်လူမိုက်တုတ်ယူပြီးတွတ်ချကွာ 哈，他们家路买的我背包比，苦路没么高的，没别票弄的呀。哎，他们家路嘞，那表就路表没。 ဟောတော်စကားမပြောကွာ 这鸡嘛，谁看路现在？嘛不啦？跟你买了，你我俺来不？ အဲ့တော့ဟိုလူကဘုံမုံမောင်ဆိုကြောက်ဒီလူကဘုံမုံမောင်ဆိုမုံတယ်ကြာလိုက်ဆရာပဲနာမည်ပြတ်မှာဟိုကျုပ်တို့လည်းလူမုံမြမှာစိုးတယ်ဗျာ လူတွေအမြင်ဆောင်မှာဆိုတော့လူတွေနဲ့ဝေးရနေအောင်ငါနေနေတာဒီကောင်ကဘာကြောင့်ငါနာမည်သိအောင်လှုပ်နေတာလဲမသိဘူးကွာ ဟုတ်တယ်ဘုံဘုံဒီကောင်ငါ့လို့လှုပ်စားရင်လည်းကိုယ့်ဘာသာကိုလှုပ်စားပေါ့မိုက်လို့တိုက်စားခြင်းနဲ့ဆိုတော့ကိုယ့်နာမည်နဲ့ကိုယ်တိုက်ဘူးအခုဟာဝင်ကစွတ်မဟုတ်ပါမဟုတ်နဲ့လူများနာမည်တုံးပြီးလှုပ်စားနေဒီကောင်မရှက်ဘူးလားမသိဘူးဗျာ အခုခေတ်ကသူများနှာခေါင်းပေါင်းတွေမှာအသက်ရှင်နေတဲ့ကောင်တွေအများကြီးပဲအမေကျော်တွေးတော်လွမ်းပြီးတော့ပထွေးုံမှာအဖေခေါ်ခြင်းတဲ့ကောင်တွေကနဲတာမှမဟုတ်တာ အစိုးဆုံးတော့ဗျာကိုနှမကိုသမီးကိုတော့ဘိုးကေထောင်မျက်နှာပြူကလားတွေနဲ့ပေးစားပြီးအရှက်မရှိတရက်စီလိုလူတွေဗျာ သူတို့အရှက်မရှိမှာငါတို့အရှက်ရှိတယ်ကွာဒီကောင်လှုပ်တဲ့ပုံစံလူကောင်းတွေမှာဒုက္ခရောက်ကုန်နေပြီငါတိတ်ခါကိုစော်ကားတဲ့အတွက်ဒီကောင်ငါကိုယ်တိုင်စုံပါမယ်ကွာ ဒီကောင်လောက်ကတော့ဘုံဘုံလုံးဆရာမလိုပါဘူးဗျာကျုပ်ရှင်းပါမယ်ဗျာအဲ့တောင်ကျုပ်ကိုပေးစားပါ ဟုတ်ပါတယ်ဘုံဘောကောင်လေဟိုဘိုးရသီးဆိုတာလည်းပဲအစွမ်းသားရှိတဲ့ဘုံဘောကောင်လေယုံလို့ဆိုရတောင်းတောင်းဟာကိုတပိတ်နဲ့လွတ်ထားလိုက်ပါ ကောင်းပြီလေဟောလက်သေးမင်းကတခုတော့တတိပေးလိုက်မယ်နော်ရလူဆိုတာအမားနဲ့မကင်းဘူးကွာဒါပေမဲ့ရှင်လုံးတော့ဖြစ်စီနေတော့ စိတ်ချပါဘုံဘုံပါမသိလို့မားရဲဆိုရင်တော့ဒီကောင်ကိုကြောနေရင်ပြောတင်ပေးလိုက်မယ်သိရနဲ့မိုက်တယ်ဆိုရင်တော့အဲ့ကောင်နောက်ထပ်ခြေစောလက်စောမလုပ်ရအောင်လက်စာလေးနည်းနည်းတင်ပေးလိုက်မယ်လေ ကောင်း ဒီပွဲလဲစားပြန်ပြီဗျာကဲအားလုံးလက်ချောင်းနော်ဘယ်ကပါလဲစားတာဒီမှာကျုပ်ကကိုးတော့ကိုးဒီမှာကလားသုံးတော့ ဆောက်ပါစားရစားဟာအောက်ပြီးအောက်ရများငွေရှားတာထဲလွယ်သကိုချွေးတော်မစိုး လုံစားရစားရ ချွေးမစိုးသလိုသွေးမစိုးခြင်းဘူးဆိုရင်တော့အဲ့ဝိုင်းမှာရှိတဲ့ပတ်စံတွေကိုကျုပ်အလှခံတယ် ဖန်ဝိုင်းလာပြီးအထူခံပြီးဆိုတဲ့ကနေပဲရောက်ဖို့လမ်းတော့မမြင်ကိုယ့်လူငရဲရောက်ဖို့လမ်းမမြင်ကိုတော့မလူနိုင်ဘူးခရောဆုံးမယ်အေးလူပြန်ရင်ပြန်မပြန်ဘူးဆိုရင်တော့ကိုယ့်လူရဲ့အသက်ကိုဒီနေရာမှာထားခဲ့ရလိမ့်မယ် ကျုပ်ကလည်းလှုပ်ရှားလာတဲ့တက်တန်းတစ်လျှောက်မှာတခါမှအရှုံးဆိုတာမရှိဘူးပြီးတော့နောက်ပြန်လှည့်သွားယူလဲထုံးစံမရှိဘူးကြာအဲ့တော့အနိုင်ရှုံးပေါ်သွားအောင်လို့မြန်မြန်လေးပွဲစားလိုက်အောင် ဒီလောက်ပတ်စံပမာဏလေးနဲ့မင်းမို့လို့တွေးစောတိုင်ကိုဖြစ်ချင်တယ်ဒီမှာအခုကစားမဲ့ကစားပွဲကဖဲချက်လေးပုတ်ပြီးကစားတဲ့ပွဲမျိုးမဟုတ်တစ်ချက်မှလည်းမင်းသက်ပေးလိုက်ပါ ချင်းလိုက်ချောက်လိုက်တာလဲကြောက်စရာကြီးပါလားကွာအေးဘုံမိုးမောင်ဆိုတော့ငါလည်းအဲ့လိုလူမျိုးတွေကိုမှတွေ့ချင်တာကွာမင်းရဲ့တက်တီကိုကြိုက်တယ်ကွာ ဘုံမိုးမှာငါလည်းငါဆရာဘုံမိုးနာမည်ကိုအလွဲသုံးစားလုပ်ပြီးတော့လှုပ်ရှားနေမင်းကိုတွေ့ချင်တာကြားတယ်အခုလိုတွေ့ရတော့လည်းငါမပင်ပန်းတော့ဘူး ဘုံမိုးမောင်တွေပဲလည်းပြောသေးတယ်ကွာလက်စာတော့သေးတာပဲအေးဘေးဆရာတွေ့ချင်သေးတယ် ပါတယ်မသိလို့မားတာဆိုရင်ကြောပြင်းကိုပြောတင်လိုက်မယ်သိရနဲ့မိုက်တာဆိုရင်
လက်စားလေးနည်းနည်းလေးတင်ပေးလိုက်မယ်ဟုတ်လားဟာအခုကခံလာတာမင်းဖြစ်နေပါလားကွာဟမ် ဟဲ့ဆုရှိမနေနဲ့မင်းဦးတယ်ပြီးသေတယ်ဟုတ်မယ်ဟဲ့ပါငါစသွားတယ်အကြမ်းဖက်ဖို့သွားတာမဟုတ်ဘူးကွာအကျွေးကောင်းသိအောင်သွားတာ ။ဘာရ။မင်းဘလို့ပဲသွားခံလာတာပဲ။မသေးမချင်းမှတ်တာ။အပြောကြီးတဲ့ကောင်အထိနာတယ်တဲ့ ဟဲ့မင်းဘာစကားပြောလဲဟဲ့ဒီပါမင်းကောင်ဘာအောင်ထင်နေလဲငါအပြောရှိကောင်မဟုတ်ပါမင်းမျိုးစမ်းကြည့်လိုက် ။မင်းကသိစမ်းစီကျင်တယ်ဟလား ဘာဖြစ်နေကြ ။ဒီကောင်ကျုပ်ကိုစပြီးစိန်ခေါ်ဆရာကြီး ဆရာကြီးဒီကောင်ကျွန်တော်အပြောကြီးတဲ့ကောင်လို့ပြောလို့ဒီကောင်ကျွန်တော်ဆုံးမ တော်တယ်ကွာတော်တယ်မင်းတို့ကောင်ဖြစ်ကလာမကောင်လို့လူတွေစိတ်မကွဲနေတာမင်းတို့လည်းထင်ခါနေကြလားဟမ်ငါတို့တိုင်းပြည်သူ့ယူဘဝရောက်နေတယ်ဆိုတာမင်းတို့လူကောင်မျိုးတွေစိတ်ကြောင်နားရနားလေလားစစ်ဖို့ကောင်းနေတာကွာလဲရတယ်ကြတော့လဲရတယ်ကြတော့ ဆရာကြီးဟိုကျုပ်ရှုံးလာခဲ့တာကိုဝန်ခံပြီးပဲနဲ့စိတ်လက်မကလုံးပြီလို့တောင်းပန်ပါတယ် ။သူတို့ဘက်သားကိုမခံချင်အောင်ပြောပြတဲ့အတွက်ကျုပ်တော့တောင်းပန်ပါတယ်ဆရာကြီး ကောင်းပါတယ်အမားကိုသူဝန်ခံနေတဲ့ကောင်းပါတယ်ဒါပေမဲ့မျိုးကောင်တော့မကြပါနဲ့တော့တဖွဲ့သားလည်းဖြစ်နေတဲ့အတွက်အညွတ်လေးမထားနဲ့တော့ ကိုလက်ဒီဆရာကြီးနာမည်နဲ့လှုပ်ရှားနေတဲ့ကောင်ကဘလို့ကောင်စားမှုလဲဆိုတာကိုလက်ဒီသိခဲ့တယ် လူကတော့လူငယ်ပဲကွာစကားကြွယ်တိုက်ရိုက်ခိုင်လေကောင်းတယ်ဒါပေမဲ့သူ့မှာဘာကြီးမှန်းချင်မှရှိပုံမရဘူး ။ဟာ။သူ့မှာရီမန်းချက်မရှိပေမဲ့လှုပ်ဆောင်ချက်ရှိရတယ်ကွာ။သူ့ရဲ့လှုပ်ဆောင်ချက်ကငါတို့တစ်ဖွဲ့လုံးကိုထိခိုက်စေတယ်။ဆရာကြီး။သူ့ကိုတစ်ခါတော့သွားပြီးဆုံးမကုန်ကျွန်တော်ပြုပါ ဟေးလေတယောက်ကိုခွင့်ပြုပြီးမှတော့နောက်တစ်ယောက်ကိုခွင့်ပြုရမှာပေါ့တခုတော့ရှိတယ်လေရောမဘာသာမကြချင် ။စိတ်ချပါဆရာကြီး။ ဟာဘာလို့လာလဲဗျတောက်ပဲဆိုလို့ညီမကိုအစ်စ်ထိုင်တော့ ဟာအညီများဟုတ်လားငါမင်းတို့ကောင်နေတယ်ထိုင်တော့ဆရာလားကွာဟဲ့ရကဲစိုက်ထဲမှာရှိတဲ့ကောင်နေမင်းတို့ရဲ့အရက်ပလင်းနဲ့အပြီးတွေဟဲ့ဒီခုံပါလားကြာဟဲ့ဟောဒီရက်ခွက်တဲ့ကိုဟောရက်တစ်ခွက်ငှဲ့ပေးတယ် ကျုပ်နေတကလှဲ့လာပြီးတော့တထောင်သားပေါင်းစုံနဲ့တွေ့ဘူးလေဗျာဒါပေမဲ့အခုလိုမျိုးအရက်တောင်းတောက်တဲ့တထောင်သားမျိုးတော့မတွေ့ဘူး ဘာကွာမင်းကငါ့ကိုအရက်တောင်းသားလို့ပြောတယ်ဟုတ်လားဒီမဟေ့ရငါနာမည်မိုးကျိုးဆိုတဲ့ကောင်ကဟောဒီတစ်ဆိုင်လုံးမှာရှိတဲ့အရက်တွေကိုအကုန်ဝယ်တောက်လိုက်လို့ရတယ်မင်းသဘောပေါက်လား ဟာအဲ့ဒါဆိုလေကိုယ့်အကူဝယ်တောက်လိုက်ပေါ့ဗျာဘာဖြစ်လို့သိခါကြခံပြီးလိုက်တောင်းတောက်နေရတာလဲဒီမှာလူဆိုတာကိုယ့်အဆင့်ကိုကိုမြင့်ရတယ်ကိုယ့်အသည့်ကိုကိုရှားရတယ်ကိုယ်လန်းကိုကိုဖော့ရတယ်ဗျာ မင်းကြီးရတာဒသနာတွေလွတ်ကျက်ပြီးတော့ခရီးတိုးတစ်ပြက်နဲ့ရှစ်ဆက်ဖို့ခက်နေတဲ့ကောင်ပဲကွာဟမ်ကဲကြောက်ပါလေကွာကုသိုလ်တွေရတော့ရက်တစ်ခွက်မြန်မြန်လာခဲ့လိုက် မိုးမောင်ဆိုတဲ့ကြုံမှာတူဖို့ဇာတာပါမလားဘူးဗျယူဖို့ဇာတာပဲပါလာတယ် ဘာကွာမင်းကဘူးမဟုတ်လား ဟုတ်တယ် ဟာလက်စားတတ်တော့မင်းကငါဆရာနာမည်နဲ့လှုပ်ရှားနေတဲ့ကောင်ပဲကွာဟမ်ဒီမရောက်မင်းသတင်းကြောင့်ပဲငါအခုလိုထွက်လာခဲ့တာဒီမှာမိုးမောင်အတူမင်းဟောဒီအရက်မတော့ပဲနဲ့မှောက်သွားအောင်ငါလုပ်ပြမယ် ဘလို့လဲရေတထောင်သားကြီးလေအခုအရက်မတော့ဖွဲမှုကဘာတူလဲဆိုတာမင်းအဖြစ်သိသွားပြီကွာ ဟ
ဟဲ့ရမြငါ့ကိုမိုးမောင်ဘိုးချိုကိုယ်တိုင်တိုးမှာကိုရဲတည်ရဲဆိုတဲ့စကားအခုကမင်းလက်ခံပြီမလားဟမ်ဟဲ့ငါတို့ကဒဏ်ရာနည်းနည်းပါးပါးရကြတာမင်းလို့ကွဲပြဲမလားဟိုရ မင်းပါဇက်ကိုပိတ်ထားတော့ငါရဲ့ဒေါသတွေမင်းရှိကိုရောက်သွားမယ် ရောင်းနေဘာဖြစ်နေကြလဲ ဟဲ့ဘာဖြစ်လဲ ဘာမှမပြောဘူးကျွန်တော်ဟိုမှာခံလာရတဲ့အကြောင်းကိုသူ့ကိုပြောပြနေရပါ ဒီကိစ္စပြောနေမပြီးတော့ဘူးကွာငါကတော့တစ်ချက်မှဖြစ်တော့မှာ ရှာကြီးနာမည်ကိုလွယ်သွားလို့တော့ကွာအဲ့ကောင်ပဲရှာကြီးဒီကောင်ကျော်ဦးချိုးပြမှာဖြစ်မယ် ကျုပ်ဒီနေ့တော့ရမ်းပင်ပန်းသွားပြီဗျာဘုံမိုးမောင်ရဲ့တပည့်ရလက်ဆက်လက်နာတော်တော်ကောင်းတာပဲကျုပ်ကလည်းအဲ့လိုလူမျိုးတွေကိုတွေ့ချင် ဒီလိုဘာကြောင့်ငါနာမည်လုံးလုံးတာလဲဒီဘာလို့ ဘုံမိုးမောင်ဆိုတဲ့ပုံကိုယ်ကိုကျုပ်ကလေးစားလွန်းလို့တပည့်ခံမှုအတွက်လိုက်ရှာဗျာဒါပေမဲ့ဘယ်မှာအစရှာပြီးဘလို့ရှာမှမသိတာနဲ့အခုလိုမျိုးဘုံမိုးမောင်ရဲ့တပည့်ထွက်လာအောင်ဖန်တီးခဲ့ရတာပါကျုပ်ဘုံမိုးမောင်နာမည်သုံးပြီးတော့မသူတော်တွေစီရပတ်စံတွေရထားတယ်တချို့တစ်ဘက်ကတော့ကျုပ်မရှိစင်းသားတွေဝင်ခါလိုက်ပြီကြံတဲ့ပတ်စံတွေရောကြံသေးတယ်အဲ့ဒါတွေအားလုံးကိုကျုပ်ဘုံမိုးမောင်အပ်ပါဒါပေမဲ့ဘုံမိုးမောင်ကျုပ်ကိုဘုံမိုးမောင်ရဲ့တပည့်အဖြစ်ဒီစခန်းမှာလက်ခံပေးရမယ် ငါတို့အဖွဲ့တွေကိုလွယ်လွယ်နဲ့ဝင်လို့မရအောင်မောင်ကြီးဝင်မြင်တဲ့စရဲဝင်တဲ့ထဲမှာငါမပါဘူးနော် ဒါဆိုရင်ကျုပ်ကဘလို့တက်သေးပြရှေးရာဇဝင်ဘရင်လက်ထက်ကသူရဲကောင်းရွေးသလိုမျိုးလက်မကိုအပ်ဆက်ရမလားဒါမှမဟုတ်ဘိုက်ကိုခွဲပြီးတော့ဥကိုထုတ်ပြအဲ့ဒါတွေကလည်းသူရဲကောင်းတွေကအမားတွေလို့ပြောခဲ့ပြီးသားဗျ မင်းကတော့ကိုမေးကိုဖြစ်ကိုတက်တဲ့နဲ့ဟုတ်နေတာပဲနော်တခုပဲကွာမင်းကငါလက်ခုခိုင်းလိုက်မယ်အဲ့လိုအောင်မြင်ခဲ့မယ်ဆိုရင်မင်းကငါအဖွဲမှာလက်ခံဖို့တော့ငါစဉ်းစားမယ် ကြိုက်တယ်ဗျအဲ့ဒီအပေးယူကိုကျုပ်လက်ခံတယ်ကြကျုပ်ဘာလုပ်ရမလဲဆိုတာပဲပြော ကောင်းပြီမြို့အုပ်ရှိမှာငါတို့လူမျိုးတွေပိုင်ဆိုင်ထားယတနာတွေရှိတယ်အဲ့ယတနာတွေကို तू ကနိုင်ငံခြားကိုရောင်းဖို့ရှိတယ်ကွာမင်းမှာမျိုးရှိစိတ်တဲ့အပြည့်ရှိတယ်ဆိုရင်အဲ့ပစ္စည်းတွေအားလုံးငါရှိယူလာခဲ့ စိတ်ချကျုပ်အဲ့ဒီယေရနာကိုရအောင်ယူပြီးပြန်လာခဲ့မယ် ငါရထားတဲ့ပစ္စည်းတွေရှေးအောင်ပစ္စည်းတွေဝယ်မဲ့လူကလည်းအစင်တဲ့ဒါကြီးရောင်းလိုက်ရင်တော့ငါတော့ချမ်းသာတယ်ကျင်းတွေရောဥစားအောင်ဘာဘူးမင်းပြောတဲ့ဝယ်မဲ့လူကဘယ်နေ့ရောက်မှာလဲဟာအင်္ဂလန်လားဒါဆိုငါအကြာကြီးစောင့်အောင်ပါဗောအော်အေးမနောက်မှရောက်မှာအေးဟုတ်ပြီဟာမင်းဘူးလေငါရင်လာပြန်ပြီလေ ဝမ်းနေပါတယ်မြို့မြို့မင်းရဲ့စိတ်ကူးရင်အိမ်မက်တွေကိုလည်းမေးလိုက်ပါတော့ဒါကျုပ်တို့အောင်လက်မှတ်ဗျာ ဟဲ့စာကြီးအိမ်သားလူတိုင်းဝင်လာစာကြီးဘာဟာဘာအိုင်လူမြောက်ဘာ မကြောက်ပါနဲ့မြို့သမီးရဲ့မြို့သမီးအချောလာကိုကျုပ်ဘာမှမလုပ်ပါဘူးဗျမကြောက်ဆမ်းပါနဲ့ ကျမရှင့်ကိုကြောက်တာမဟုတ်ဘူးရှင်ရှင့်လက်ထဲဓာကြီးကိုကြောက်တာ ဒီနေရာဆိုရင်တော့ကျုပ်အတွက်လည်းလုံခြုံစိတ်ချပါပြီကဲ
ကြားတဲ့တဲ့ရင်ကနားတဲ့ကိုငရဲမီလောင်းချတယ်လို့ပူလောင်ပါတယ်မျိုးမင်းကျွန်တော်မျိုးကြီးတကယ်ကိုစိတ်မကောင်းပါဘူး မင်းရဲ့ဝမ်းတဲ့စကားကိုကြားချင်လို့ခေါ်တွေ့တာမဟုတ်ဝီချက်ဒီကိစ္စဘယ်လိုလုပ်မလဲလို့မင်းကိုခေါ်မေးတာ ကျွန်တော်ခုချက်ချင်းအဲ့ဒီသဘောကောင်လိုက်ဖမ်းလိုက်ပါမျိုးမင်းနေကင်းကြောင်တော်ကြီးဒီလိုနေရာမျိုးဝင်ပြီးတောင်းချမ်းရဲတဲ့ကောင်ဆိုတော့အဲ့ကောင်လွတ်ပေးလို့မရပါဘူးမျိုးမင်း ဒီမဲ့ရှင်အဲ့လိုကျင်းနေတာနဲ့လေအဲ့ဒီလူကသူ့နေရာမှာသူအေးစစ်စစ်နားနေလောက်ပြီရှင် အဲ့လိုဖြစ်စေရအောင်ခရစ်စတယ်ရစ်ချက်ဒီကိုမလာခင်ကတည်းကဌာနလူတွေကိုတောင်းဝင်ကိုစီပေးခဲ့ပြီးပါခုလောက်ဆိုရင်ရစ်ချက်ရဲ့လူတွေကကြွက်တွင်းတဲ့တောင်မှလိုက်ရှားနေလောက်ပါ ကောင်းတယ်လူအင်အားကြိုက်တဲ့လောက်သုံးกว่าလိုအပ်ရင်အသေးဖမ်းလူအင်အားလက်နက်အင်အားအပြည့်သုံးกว่า သိချပါမျိုးမင်းကျွန်တော်မျိုးကြီးကိုယ်တိုင်ဒီနေ့တစ်နေ့လုံးတစ်ညလုံးမှွေနောက်ပြီးရှာဖွေပါမယ်လမ်းတိုင်းရက်ကွက်တိုင်းမှာလည်းကင်းနေချပြီးပါပြီမနက်မိုးလေးလို့မှရှာမတွေ့ဘူးဆိုရင်သဘုံတွေကျက်စားတဲ့နေရာတွေကျွန်တော်မျိုးကြီးကိုယ်တိုင်ဆက်လိုက်သွားပါ ကောင်းတယ်ကြောက်ကျင်နေတယ်ဒီမှုကိုကြောက်ကိုယ်တိုင်ကြိုက်တယ် ဒယ်ရီပါလိုက်မယ်ဆိုရင်ခရစ်စတယ်ပါလိုက်မှာနော်ခရစ်စတယ်ကိုဒုက္ခပေးသွားတယ်အဲ့ဒီသဘုံကောင်ခရစ်စတယ်လုံးဝမချင်တတ်ဘူး သမီးတော်အဲ့ဆိုရင်ပိုကောင်းတာပေါ့ကျွန်တော်တော့ပုံပြီးအားရှိတာ ဘာဆိုင်လို့လဲ တမျိုးထင်ပါနဲ့ခရစ်စတယ်ခေါင်းမှာရှိတဲ့ယောက်ျားတွေခွန်အားပလာလာကြီးတာပါဖြတ်ထိုးညံကြမိန်းကလေးတောင်ကောင်းမျိုးမင်းကျွန်တော်မျိုးချိန်ချီလုံးစီစဉ်စရာရှိရစီစဉ်လိုက်ပါဦး โอเค မျိုးရင်ရတနာကိစ္စပြောချင်ရှိတယ် မျိုးအောင်စီကယတနာပစ္စည်းကိုအမှုချမ်းစီးရလို့သတင်းရပါဆရာဒါနဲ့အဲ့ဒီကောင်ပြန်ရောက်ပြီ ခုချိန်တော့ရောက်မလာသေးဘူးကွာအားလုံးထိတော့ပြန်ကွာ ဘယ်ကိုသွားမှာလဲဆရာ ဒီကောင်စိတ်ကိုစမ်းမှုတွေလိုကြည့်သွားတယ်ကွာမျိုးရှိရပါသွားရတနာတွေဟာရန်ကိုတတ်မှုကြည့်တာငါလောဘသားကိုဘယင်းဘာနာနိုင်ဖွင့်မှုတွေအခွင့်ပေးသူတို့ဖြစ်သွားတယ်ဒီကောင်ချိန်မှာပါသွားရတနာတွေကိုမရရအောင်ပြန်ယူရလိမ့်မယ် အဲ့အတွက်တော့ပြင်မခံမနေပါနဲ့ဘုံမိုးမောင်ညာဒီမှာဘုံမိုးမောင်လိုချင်တဲ့ရတနာတွေချုပ်အတွက်တော့ဒီဖွဲတဲ့ဝင်မို့တော့အောင်လည်းမပေါ့ဗျာ ဒီရတနာတွေမင်းရှိကိုရောက်နေကြာပြီဆိုတော့ငါသိထားပြီးသွားပြီမင်းဘာကြောင့်မရောက်လာလဲ ဒီပစ္စည်းတွေရောင်းမရလို့ရောက်လာတယ်လို့ပဲဒဲပြောလိုက်စမ်းပါဗျာဘုံမိုးမောင်လည်းကျုပ်ကိုတန်တရားရှိတယ်လို့ပလိတ်ဆိုတဲ့ကောင်တွေကလည်းတန်စကားထက်ထက်နဲ့စစ်ဆေးနေတာဗျာအဲ့တော့ကျုပ်မှာကို့မိတ်လင်းအိမ်ကိုပြန်လာတယ်လို့လေးလေးခြုံပြီးပြန်လာလို့မရဘူးရီလည်းမနောက်ခြေရလည်းပြောင်းအောင်လုပ်ရသေး ကဲဟုတ်ပါပြီလေ ဟုတ်ပါပြီဆိုရင်လည်းဗျာကျုပ်ကိုယာယီနေနဲ့ဒီမှာခန့်လိုက်တော့နော်အခုဆိုရင်ပလိတ်တရားကျုပ်အကြောင်းကိုသိနေကြပြီအဲ့တော့ကျုပ်အတွက်ခြေရဖျောက်ဖို့လိုနေတယ် ငါမင်းကိုယာယီမဟုတ်ပါဘူးကွာဒီခတ်မှာပါအခုချိန်ကစပြီးတော့မင်းကငါတို့အဖွဲ့ဝင်ဖြစ်သွားပြီ ဟာဝမ်းသာလိုက်တာဗျာဒါဆိုလို့ရှိရင်ကျုပ်ပြင်မဲကျုပ်နှက်ပြီပေါ့ဗျာကျုပ်ခမရရဲ့ဖွဲ့ဝင်ဖြစ်ပြီဗျာ မြင်နေလာတာကွာဒီမှာအရေးကြီးတဲ့ဧည့်သည်တွေရောက်နေတာဟာဒီကောင်ဟိုဘက်ကသွားလေဒီခေတ်ကောင်ကွာဟာလောက်လိုက်ပြန်ကွာဒီကောင်ဘလူကောင်လည်းမသိဟော3000ညပါခင်ဗျ3000ညပါ သူကလေသုံးဆောင်လို့ပါလားပြောတယ်ဘာမှလည်းမပါဘူး အော်ဒီဟုတ်တာဟဲ့ကောင်သွားစားကောင်းတော့ဒီကောင်သွားစီစဉ်သွားသွားမြန်သွားသွားဟိုကျေးဇူးတင်နေတာမျိုးမင်းဟဲ့ကျေးဇူးတင်နေတာလေဟိုမျိုးမင်းကိုယ်တိုင်ဟိုကျွန်တော်ရွာကိုလာတယ်ဆိုတော့ကျွန်တော်ချင်းမြင့်ကိုပြီးတာနဲ့အတူတူပဲပေါ့နော်ဒီမှာဒီကြီးကျောက်တော့အရေးကြီးကိစ္စရှိလို့ဒီရွာလာအလဲလာတာမဟုတ်ဘူးဗျဟုတ်ကဲ့ချက်မင်းဒီကြီးကိုကြိုတင်ပြီးဘာမှမထားဘူးလား ပြောထားပါတယ်တကြီးခမရဖားရင်ရားချင်တာနဲ့ဘာပြောတာလဲခမရကိုကျိုးလို့ရှာခိုင်းထားတဲ့သဘုံမို့တဲ့ဘာထူးသေးလဲ ဘာမှမထူးအောင် တရင်ယူရအောင်လူရောဖြန့်ပြီလား အဲ့ဒါလည်းမဖြစ်ရသေးဘူး ဒါဆိုရင်သဘုံကောင်တွေသူတို့နေတဲ့စခန်းကထွက်လာအောင်ဘာစီစဉ်ပြီးလဲ ဘာမှမစီစဉ်ရသေးဘူး ဒယ်ရီဒီလောက်စိတ်ဆက်သေးကြတဲ့တကြီးကိုတောင်းဝင်ပေးထားမှတော့ခရစ်စတယ်တို့လာတဲ့ကိစ္စဘယ်ချိန်မှပြီးမှာလဲအဆိုင်မီဒီကိစ္စကိုကိုတောင်းဝင်ယူမှရမှာနော် သမီးပြောတာမှန်တယ်အဆိုင်မီငါတို့ကတောင်းဝင်နဲ့လာတာနော်တောင်းဝင်မပြီးဘဲနဲ့ဒီရွာပြန်လို့မရဘူးသမီးစီကအကြံယူ
သမီးဖြစ်ချင်တာကိုဆောင်ရွက်ပေးလိုက်ငါပြောတာသဘောပေါက်တယ်နော် ရက်စာ ရက်စားရရမယ်နော်ရက်စားတယ်ရှွတ်ရှွတ်တောင်းရင်ဖုတ်ဖုတ်ပေါက်မယ်ဗျာအဟုတ်ပြောက်ချင်တကယ်တော့တကယ်ပြောက်စေရမယ်ဗျာရတနာ3ပေါက်ဥထိတ်ထားပြီးတော့3တော့ဝယ်လို့လည်းရတယ်အနံတော့နံ5ပေါက် ဟဲ့ရက်စမ်း ဟောမမလေးရက်စားဝယ်မလို့လားဟိုရတနာ3ပေါက်ဥထိတ်ထားပြီး3တော့ဝယ်မှာ တိတ်စမ်းရစ်ချက်တော့ဖမ်းလိုက်စမ်း ဗျာဟိုကျွန်တော်ဖမ်းမယ်ဟိုကျွန်တော်ရိုးသားသားဟိုဆေးရောက်စားတာမမလေးရဲ့ကျွန်တော်ဘာဖြစ်ရှိလို့လဲဗျာ နင်အပေါ်တွေပြောမနေနဲ့အကုန်ပျောက်တယ်ဆိုတဲ့စကားရဲ့ရတနာ3ထုတ်ဆိုတဲ့စကားရဲ့နင်တို့အချင်းချင်းချက်ပေးနေကြရမလား ဟာမဟုတ်ရပါဘူးဗျာကျွန်တော်ကလေကရိုးရစားရောင်းစားတဲ့ဆေးစရာပါဒီရွာလုံးဘသူ့မေမေသိပါတယ်ဗျာအကုန်ပြောက်တယ်ဆိုတာလေကျွန်တော်ရစားကိုစားလို့ရှိရင်လေထိုးလေအောင်အစာကြေးအဲ့ဒါလေးအကုန်ပြောက်တယ်ပြောတာပါပြီးတော့လေဟိုဂျန်နရာ3ပါးဆိုတာကျွန်တော်ကဘုံ ကဲတော့ပြီအခုတလောကလေတခိုးဓမြတပုံနေတောင်းညမ်းနေတာဟဲ့အားကြောင့်မလို့တတိထားနေရတာနင်လည်းတတိထားနေနော် ဟိုတခုတည်းဗျဟိုတကုန်းနဲ့ဓမြကိုတော့မြင်ဘူးလေဗျဟိုတပုံဆိုတာတော့မမြင်ဘူးဘယ်လိုလိုမျိုးလဲ တဘုံဆိုတာတနက်ကင်ပြီးတောင်းကျမ်းတဲ့သူကိုပြောတာကွာ ဟိုတနက်ကင်ပြီးတောင်းညမ်းတဲ့လူကတပုံ ဟုတ်တယ် ဟာတပုံဗျာတပုံသမီးဘာဖြစ်လာလဲသမီး ဘာဖြစ်ပါဦးတယ်ရဲ့ခက်ကြောင်ကြောင်လူပါအားကြောင့်လေဒီလူတွေအဲ့လိုဖြစ်နေ ဟိုစိတ်မရှိမှန်းနဲ့ဟိုမြို့မင်းရဲ့ဟိုအဲ့ဈေးရောက်တဲ့ကောင်လေးကြက်မပြေဘူးဗျာလာပါဗျာဟိုရှင်းပြတော့တော့နော် ယောကြီးဦးဒီလားဒီကမျိုးမင်းတို့ကြွလာတယ်ဗျထွက်ခဲ့တော့ပေါ့ ဘာဖြစ်လဲလာပါလိလာပါလိကြောက်ပါခင်ဗျာကြောက်အေးစိတ်တိုင်းကြောက်ပါခင်ဗျာ ကျတို့နားယူဖို့လာတာမဟုတ်ဦးဒီလား ဘာလေးသာမရှိပါဘူး ဘာကိစ္စမလဲအခုတော့တဘုံနေတောင်းကျမ်းနေဆိုတဲ့တဲ့ခင်ဗျကြားရမှာလားအေးအစောဆုံးဟောဒီကမြို့အမေအိမ်ကိုအနုချမ်းစီးရဲ့ကိစ္စပဲဗျအေးဟောဒီကရာ ကြီးခင်ဗျတော်စကားများတာပဲဒီမှာဦးဒီလားကျတို့ဒီလာတယ်ဆိုတာတဘုံတွေကိုနှိမ်နှင်းဖို့ဗျအဲ့တော့တောနေရှာရမယ်လက်နက်ခဲယမ်းတွေတည်ဖို့ရတော့လူအင်အားလိုတယ်ရိတ်ခါတွေလိုတယ်ခင်ဗျားတို့ရွာလူအင်အားဘယ်လောက်ရမလဲဘာရိတ်ခါတွေရမလဲပြော တကြီးကျုပ်တို့မေးတာကိုမြက်မြက်ဖြေးလေဗျာကျုပ်တို့ရဲ့အချိန်တွေကိုအလဟတ်တဖြစ်မခံနိုင်ကျုပ်တို့တခြားရွာကိုသွားအောင်မယ် ဟိုမျိုးမိုင်ပင်ကိုကျုပ်တို့ခုလောက်တင်ပြပြစီဗျာအခုချိန်မှာကျုပ်တို့ရွာမှာလေရာသီဥဖောက်ပြန်တဲ့အတွက်ကြောင့်မလို့ရွာသူရွာသားတွေကအငတ်ဘေးနဲ့ကြုံနေရပါတယ်အဲ့ဒါကြောင့်မို့ရိတ်ခါထောက်ပံ့ဖို့ဆိုတာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူးဟိုလူအင်အားဖြည့်ဆည်းဖို့ဆိုတာလည်းကိုယ့်ရင်ကိုရှာဖွေပြီးအလုပ်ကရွေးမွေးနေတဲ့အတွက်ကြောင့်မလို့ဘယ်သူမှမအားကြပါဘူးခင်ဗျာ ဘာဗျဒါဆိုခမရကျုပ်တို့ဘာမှလုပ်မပေးနိုင်ဘူးဒါဆိုခမရကိုကျုပ်တို့ကဘာလို့တကြီးခံတာမှလဲဖြစ်ချက်အခုပဲဒီတကြီးကိုယာရုကဖြုတ်ဥထုံးဝေကို2ရွာပေါင်းပြီးအုပ်ချုပ်ခိုင်းခမရတို့ရွာသူရွာသားတွေကိုတယောက်တစ်ချက်ဒဏ်ငွေတက်မယ်ဒါအမိတ်ပဲ အာနာရှိတဲ့ကောင်တွေကအမိတ်ဆိုတဲ့စကားတစ်ခွန်းနဲ့လူတွေကိုဒုက္ခပေးနေကြတယ်အေးငါတို့မင်းတို့အသေးပေးတဲ့နေ့ကြရင်တော့မင်းတို့ခံနိုင်အောင်ကြိုးစားထားပေါ့ကွာ လောလောဆယ်တော့ဥရုတရားလုံးလေရဲကြနေပြီးမောင်စရိလာရင်ခပေးစားဖို့နေတဲ့သားလူသိရင်ပတ်သက်တဲ့ဖို့ကတော့ကတက်ပတ်တာကအခက်အခဲပြည့်နေဟိုကျွန်တော်ရောကဲပါဦးဗျာနော် သူတို့လူရင်းဘယ်လောက်ရှိလဲ ဟိုကျုပ်ရောရောက်လာတော့ဆရာပြည့်မှမထင်ဘူးဗျာ ဟုတ်သူတို့ကဘယ်မှာတဲတာလဲတနေရာထဲမှာစုပြီးနေကြတာလား စုတော့မနေကြဘူးဗျာဟိုအမျိုးရုပ်ထိုးရဲ့အိမ်မှာမျိုးပိုင်ပင်းနဲ့တားဖာနေကြတယ်အဲရာဇဝတ်ရစ်ချက်ကတော့ထိုးရဲ့အမျိုးအိမ်မှာနေတယ်ဗျာတပ်သားတွေကတော့ဟိုနားတူဒီနားတူနဲ့ကင်းချထားကြတယ် ဟုတ်ဒါဆိုလို့ရှိရင်သူတို့လူတွေကပြက်နေတာပေါ့ဟောဘုံမကျုပ်လည်းဒီစကန်ရောက်ကြတဲ့ကအစွမ်းမပြတော့ပြင်းနေတာကြာပြီဗျအဲ့တော့ကျုပ်တို့တွေစူပေါင်းပြီးတော့သွေးမှုပေါ်လေးလေ့ကျင့်လိုက်အောင်ဗျ ဟုတ်တယ်ဆရာကြီးပလိတ်တွေတဲ့နီးလာလေးတွေကျုပ်ကတော့သွေးတွေရားလာလေးတွေပဲဗျာဖြောက်လက်သည်မင်းအောင် မင်းနေကြမလို့ပေါ့ကွာငါအခုတော့တတ်ချင်ကောင်းပြီအားလုံးကလည်းသွေးတောင်းနေတာဆိုတော့ပွဲစားလာကြတာပေါ့ မြို့အမေကျွန်တော်လည်းခုပဲမြို့အမေတို့စီထွက်လာမလို့ဒါနဲ့မြို့အမေဘာကိစ္စရှိလို့လဲ တကြီးထုံးဝေလေအင်းသူရွာဘက်ကိုတရင်စုံစမ်းမှုထွက်သွားလို့မင်းကိုမှားရရှိလို့ငါလာခဲ့တာ ဘုမတို့ကရွာရှိဘက်ကိုလာလိမ့်ဟဲ့ပုံကြဟဲ့ပုံကြဘုမတို့ကရွာရှိဘက်ကိုလာလိမ့်ဟဲ့ပုံကြဖက်လက်ရှိကြကြဟဲ့ ဘုမောင်တို့ကရွာထဲကိုရောက်နေပြီလိုက်တာပလိုက်နေလိုက်တာ ဟဲ့အောင်လေကုန်လာ မရပါ ကြောက်
ဘက်ကိုဘုံဘုံအောင်လာတယ်လို့ကြားတယ်စာကြီးတွေးပြီးသေးလား မတွေးဘူးအဲ့ဆိုင်အဆိုင်မျိုးဘူးပြောလဲ ရွာထဲမှာဒီလောက်អော်နေတာခင်ဗျမကြောက်ဘူးလား ကျွန်တော်ရွာပြင်မှာကင်းဆောင်တာဘလို့ကြမှာလဲအဲ့ဆိုင် ဟုတ်ပြီအဲ့ဒါဆိုတေချာကင်းဆောင်နော်တွေ့ရနဲ့ပြည့်နော် သိချပါအဲ့ဆိုင် တသားရွာပြန်မယ် ကျန်းသူအဲ့ဒါအေးရယူအေးရယူ ဟေး တော့တိုင်းကြတယ်ပြိ ငါတို့တာဝန်တော့ကျင်းပြီကွာ လွတ်ပဲဘာလို့သားဖောက်လွတ်ပေးစမ်းငါဒယ်ရီကမျိုးအောင်နော်နင်တို့အားလုံးသိမိတ်ကြသွားလိမ့်မယ်ဘာမှတ်နေလဲ ဟဲ့မင်းဥစားကိုပိတ်ထားနော်ဒီမှာငါတို့အားလုံးသိမင်းမကြခင်မျိုးသားဖအရင်သေသွားလိမ့်မယ်ဘာမှန်းလဲ ဒယ်ရီသူတို့ကဘာမှမပြောတော့ဘူးလား မြို့သူပညာတတ်တယောက်ဖြစ်ပြီးတော့အခြေအနေကိုလည်းနားမလဲပါလားဟာသားကြီးတော်တော်ပြောတာပဲကဲဘုံဘုံပါဒါကတော့မြို့ရဲ့သမီးကြိုက်တဲ့မေကိုစီရင်လိုက်တော့ ဇန်မျိုးဆိုရင်တော့ခါးချက်ရှင်းတာအကောင်းဆုံးပါ ဟာကောင်းတာပေါ့ဗျာကောင်းတာပေါ့ ရှင်တို့တွေဘာလို့ကြမလို့လဲ ကျုပ်တို့ကလူသားပါတာမဟုတ်ဘူးကျုပ်တို့အစွမ်းနဲ့မကောင်းသူပဲကောင်းသူကဲတဲ့သူတွေကျုပ်တို့အရက်မှာအေးချမ်းချမ်းနေကြတာဗျာကျုပ်ခမရောက်တခါပြောလိုက်မယ်နော်ခမဒီနေရာကနေပြီးပန်ထွက်သွားလိုက်ပါဘာတော့ခမဒီနေရာလှည့်မလာနဲ့ဘာတော့လှည့်တာခမကျုပ်ဆုံးမဆုံးနဲ့နော်ရောက်နေလွတ်ပြလိုက်ကွာ ဟာဘုံဘုံပါအမေကလည်းပြောလိုက်တာဗျာကိုယ်နယ်သားချင်းချင်းကိုဒုက္ခပေးနေတဲ့ဒီမျိုးလောက်တော့တတ်သိနေဗျာ ဒယ်ရီကဘာလို့တတ်မှာလဲတတ်ချင်အောင် တွေ့လားဘုံဘုံပါကျုပ်တို့တွေကအကျဉ်းတရားရှိနေတာသူတို့မှအကျဉ်းတရားမရှိဘူးအဲ့တော့သူ့အဖေကိုပြန်လို့ချင်လို့လိုက်သူ့သမီးတို့ကျုပ်လိန်မအောင်သွန်သင်ဆုံးမအောင်စကားခေါ်ခဲ့မယ် ဟာကျမလိုက်ဘူးခေါ်သွားမှာလို့လဲဒယ်ရီ တွေ့လားအဲ့ဒါနေတော့မျိုးသူမျိုးသားတွေရဲ့တန်ရောစင်ပဲဟေးဒီမှာငါဖားလေရိုက်ခံမှုထားတာမဟုတ်ဘူးမှုမွေးပေးဖို့ထားတာအဲ့ဒီလိုမွေးမွေးပေးတာတောင်မှပဲမိမတိုင်းပေးလို့မရဘူးနော်လောကကြီးမှာတယောက်ပဲပေးလို့ရအဲ့ဒါနေမယ် အောင်မနေ့လိုတောချုံအောင်ချားမှာဓမြတိုက်နေတဲ့ကောင်ကများငါနဲ့တန်လို့လား ဟဲ့မင်းငါ့ကိုဓမြလို့မပြောနဲ့ငါတို့ရဓမြတိုက်စားနေလူတွေမဟုတ်ဘူး လက်နက်ကင်ပြီးတိုင်းပြည်အုပ်ချုပ်တဲ့အာဏာပိုင်ကိုတိုက်နေတဲ့သူမိန်းကလေးတယောက်ကမတရားဖမ်းထားတဲ့သူကဓမြမဟုတ်လို့ဘာလဲသူတော်စင်လားဒါမှမဟုတ်ဖျားတယ်လားပြောစမ်းပါဦး ငါသူတော်စင်လည်းမဟုတ်ဘူးဓမြလည်းမဟုတ်ဘူးသူများတိုင်းပြည်ကိုလည်းငါမကျူးကျော်ဘူးငါတို့တိုင်းပြည်ကိုမတရားအုပ်ချုပ်ပြီးကျူးကျော်နေတဲ့လူတွေကိုလည်းအောက်ကျမခံနိုင်ဘူးစင်ရသားပြည်သူတွေကိုနှိပ်စက်နေအောင်လဲငါလက်ပိုက်မကြည့်နေနိုင်ဘူးအေးဒါအောင်မှမင်းကငါ့ကိုလူစိုးလူမိုက်ကြီးလို့သတ်မှတ်မယ်ဆိုရင်မင်းသဘောပဲခိုင်မဲ့တေချာကတော့ငါမင်းကိုချစ်တယ်ဘယ်တော့မှချစ်လဲဆိုရင်မင်းအဖေလက်ထက်ကနေငါလွတ်မြောက်ဖို့မင်းကိုတစားကလုပ်တဲ့ချင်ရတယ် မချစ်ဘူးငါနဲ့တော့မချစ်ဘူးငါ့ကိုပြတ်တာငါဘောအခုလိုနေရတာအဲ့ဒီ Richard ဆိုတဲ့ကောင်ကြောင့်ဒီကောင်တော့မကြောက်လို့ငါဒီလိုနေရတာဟဲ့တပေါင်းကောင်ငါ့ကိုလွတ်ပေးစမ်းဟဲ့ငါပြောနေရမကြောက်လားငါ့ကိုလွတ်ပေးလို့ငါ့ကိုလွတ်ပေး ဟာဘာလို့အော်နေရလဲနေလေကြောင့်ဝဲပြီးသေသွားတာပဲဖတ်တင်လိုက်မယ်ဒီနေရာမှာနေဘလောက်အောင်ဘယ်သူမှမကြောက်ဘယ်သူမှနေကိုလာခဲ့မှာမဟုတ်ဘူး မလို့ပါဘူးခရစ်စတယ်ဆိုတဲ့မိန်းမလေးလေဘသူ့ကမှအာမကုန်အေးဘသူ့ကမှလည်းဒူးမထောက်ဘူးအဲ့ဒါကိုရှင်းမြင်းမြတ်မှတ်ထား ဟာကြိုက်တယ်ကွာအဲ့ဒီစိတ်ဓာတ်ကိုကြိုက်တယ်ဟာငါအိမ်တော်ပဲရွေးတာအယမ်းမှန်သွားပြီပဲ ဘာပြောလိုက်တယ်
ရှင်လိုကောင်ရများကျမနဲ့တူလို့လားတန်လို့လားထွေး ပါ လူရမမိမတယောက်ကိုကြိုးတော့ပြီးအနိုင်ကျတဲ့ကောင်ငါ့ကိုလွတ်ပေးစမ်းလွတ်ပေး စနေသားမင်းရတော့လေအတိုက်ကိုင်းမှာလှင်မှန်ဖြက်လက်ပြီးတကယ်ကိုကျွမ်းကျင်သလားအချီးမှာတော့တော်တော်သေးမှလည်းကောင်းတယ်ကွာမင်းကောင်မလေးကိုမင်းပြောလိုက်တာငါတော့တကယ်ကိုအားရတယ်ကွာ မင်းရလေကွာကိုချစ်တဲ့သူပဲအလျှော်ပေးသိရင်ပေးလိုက်စမ်းပါကွာ တချို့ကအလျှော့ပေးတာကိုအရှုံးပေးတယ်ထင်ပြီးတော့အယူသေးတန်တတ်ကြတယ်ဗျာဟိုခင်ဗျားနဲ့ကျွန်တော်နဲ့တွေ့တော့ပြဿနာတက်တော့လည်းကြည့်လေဗျာနော်ဆရာကြီးရဲ့နေရာကိုဖြည့်ကျင်လို့ကျွန်တော်ကလုပ်ခဲ့တာခင်ဗျားတို့ဘယ်တော့အလျှော့ပေးလို့အဲ့ဒါဆိုရင်မှတ်မိ သိမှတ်မိတော့ကွာမင်းကြောင့်မို့ဒီကောင်နဲ့ကောင်နဲ့တော့မှအကြီးကျယ်ထိုးကြိတ်လိုက်ရတယ် စမ်းပါမြို့သမီးကလည်းလှချက်ကွာမိုးဘွားကြလဲနတ်သမီးလေးကြာနေတာပဲဟေ့ရောမင်းစိတ်နဲ့တော့မပြင်းမနဲ့နော်တော်ကြတော့ငရဲပြီးကိုဂရုကမပါရောက်သွားလိမ့်မယ်ဟာလေကွာငါလှလို့လာတယ်ပြောတာပါ စမ်းပါစနေသားဘလို့မြင်လဲကွာ သူ့ဘုံစံထက်မြက်မှုလည်းရှိရစေဟိုပြီးတော့တိုက်ခိုက်လည်းကောင်းတယ်ဒါပေမဲ့ဆရာဟိုကောင်မလေးကိုဟိုဟာဖြစ်ပြီးတော့ဟိုလိုခေါ်တော့မကောင်းဆရာ ဒါတော့ကွာလူငယ်ဆိုတော့ရှိမှာဟဲ့ဘာဖြစ်ကွာအချိန်တော်အတွင်းမှာငါတို့နဲ့တသားတည်းဖြစ်သွားတဲ့တွင်ငါအံ့ဩမိတယ်ကွာဒီကောင်ရဲ့ပြောပုံဒီကောင်ရဲ့ဇွတ်တဲ့နိုင်ပုံကတော့ကောင်နဲ့တော်တော်တူတာကွာဒါပေမဲ့ဒီကောင်မြင်လိုက်တာနဲ့ငါ့ရဲ့ဉာဏ်မှာတခုခုခံစားနေရတယ်လို့ပဲကွာ ခံစားရမှာပေါ့ဗျာကျုပ်ခန္ဓာကိုယ်ထဲမှာအဖေသွေးတွေအပြည့်စီးစင်းနေတာပေါ့ မင်းမပြောလိုက် ကျုပ်တကယ်ပြောတာပါကျုပ်ကအဖေရဲ့သားအဖေကိုလှုပ်ကြံတဲ့အချိန်မှာအဖေကိုစားအသက်ပေးသွားတဲ့ဒေါ်ထွေးခင်ရဲ့သားအဓိပတိပါစနေတာပါ ဒါဆိုရင်မင်းမတော်ဘူး ဟုတ်ပါ ကျုပ်တော့ကတော့ထူးဆန်းနေပြီပဲဗျာဘုံမောင်ကကိုသားကိုတော့မမှတ်မိဘူးလားဗျာ ဟုတ်တယ်ဗျာဒါနဲ့ဘုံမောင်တို့သားဖာဘယ်ချိန်တော့ကွဲသွားလို့လဲ မင်းတို့သိထားတဲ့ဘူမိုးမောင်ဆိုတာတစ်ချိန်တော့SMB အရာရှိမိုးမောင်ပဲကွာ ကိုပြန်လာပြီဒေါ်လေးရေကိုတက်သမီးပဲပြင်ပေးပါအောင် ဒီလိုထွေးကြီးရဲ့ကုံစားသေးပါဟောဒီကထွေးကြီးမျက်နှာလေးများလည်းဗိုက်ပြစ်နေတယ်ကထွေးကြီးကိုအရေးကြီးဆုံးစကားပြောဆရာရှိ ဘာပြောမှလဲကို ကဲလာတိုင်းဒီနေ့ရာဇဝင်လူသွေးကြီးများတင်ကိုအခုဖမ်းပေးနိုင်ခဲ့ပြီဒါကြောင့်အထက်အရာရှိကကိုရာထူးတိုးဖို့အတွက်ထက်ကိုစတင်နိုင်ပြီ ဒါဆိုကိုရာထူးတိုးတော့မှာပေါ့ ဒါပေါ့ထွေးကြီးဟောဒီကကိုသားလေးမွေးလာတဲ့အခါကျလို့ရှိရင်အရင်လိုကိုက SMB မဟုတ်တော့ဘူးလေအရာရှိမှဖြစ်သွားပြီပေါ့တို့တော့မသား ဟ
ဝမ်းသာတာပေါ့ကိုရဲ့ဒါလည်းသားလေးရဲ့ကံကြောင့်ဖြစ်ရလေ ဒါပေါ့ထွေးခင် ဟိုထွေးခွင့်ဒီရဲ့ပိုင်းတွင်းမှာခရီးမွေးမထင်နဲ့ကိုအခုဒီရဲ့ပိုင်းនេះခရီးသွားဖို့ရှိသေးလား ဒါတော့ထွေးခင်ရဲ့အကိုတို့ကမင်းကယောက်ျားတွေလေ24နာရီတာဝန်ဆိုတာရှိတယ်ဘယ်ရောင်မှပုံတည်ပြောလို့မရဘူးထွေးခင် ထွေးခွင့်တို့မိမသားတွေကကိုဝင်ရှိပြီဆိုကြတဲ့ကတင်းချောင်းကိုတနေ့မြစောင်း3ခါထိုးတယ်ဆိုတာကိုလည်းကြားဘူးမှာပါထွေးခွင့်မွေးဖွားတဲ့အချိန်မှာကိုကိုနားမှာချိစီရှင်တာ ဆရာ ဘာကိစ္စလဲကွာလာလေးဘာလို့လဲ တဘုံမိုးရတာမင်းနဲ့တရင်ကိုရပြီဆရာဌာနအုပ်ကခေါ်ခိုင်းတယ် ခရီးထွက်တော့မလို့လား ဟုတ်တယ်ထွေးခင်အကိုတို့ပလိတ်ဖွဲ့ကိုတဘုံပေါ်ရာဇာမင်းเนี่ยဒုက္ခပေးနေတာသူ့ဖမ်းတော့ ကိုရဲ့ထွေးခွင့်မွေးပြီးမှတွားလို့မရဘူးလားယင် မရဘူးထွေးခင်ရာသွေးသားတစ်ယောက်ရဲ့တရင်ကိုရဖို့ဆိုတာသူတို့ခက်ခဲတရင်ရတဲ့ချင်းချင်းတော့ဖတ်မှဖြစ်မှာလို့ဆိုလို့သွားတယ်ပဲထွေးကိုနားလေးပြပါကဲပါမယ် အဲ့ဒါကြောင့်ညီကိုငါပြောတာပေါ့မင်းခါယောက်ျားကန်နာတစ်ပင်လိုလူမျိုးအိမ်အောင်ပဲအဖြစ်မရွေးပါနဲ့လို့အခုတော့ဘယ်နဲ့ရှိစားကိုမီးဖွားမဲ့အချိန်မှာတော့မကိုယောက်ျားကိုနားမှာမရှိဘူးမီးဖွားဖို့အတွက်ကိုဖျားတရားတာမှန်မှန်လုပ်ပြီးတော့ တာလီမိသားလေးအဲ့ဒီတော့ပြောနေတာပဲမိသားလေးကဖေတူသားလေးမိသားလေး ထွေးခင်ထွေးခင်ထွေးခင် ရှင်ပြန်လာသေးရဲ့နော် ထွေးခင်ဘယ်လိုပြောရတာလဲကွာဒါကိုသားလေးလား ရှင်တာမဟုတ်လို့ဘသူတာဖြစ်ရမှာလဲရှင်ပတ်ကရရှောက်မမင်းနဲ့နော် ထွေးခင်ရလဲကွာကိုကချစ်လို့စားတာပါတိုင်းတိုင်းရချစ်ဖို့ကောင်းလိုက်တာကွာအဖေတိုင်းထွေးခင်တိုင်းရကိုနဲ့တူလားကွာထွေးခင်နဲ့မတူဒါကြောင့်တိုင်းရချောနေတာဟုတ် ဒါလေးကကိုနဲ့တူတူချစ်ဖို့ကောင်းနေတာပေါ့ ခုနကပုံလေးမွေးခဲ့တဲ့ထွေးကိုကျေးဇူးအများကြီးတင်ပါတယ် ဒါလေးရောထွေးကိုအရန်ကန်ကောင်းတာကိုရဲ့ ။ဘာဖြစ်လို့လဲ ကိုပလိတ်တွေကိုဒုက္ခပေးနေတဲ့ရာဇာမင်းတင်ဆိုတဲ့တပုံယူလိုက်ဖမ်းနေတော့မှလေထွေးကသားလေးကိုမွေးပြီးတော့သူ့စိတ်တက်ပြီး3-4ရက်တောင်မျောနေခဲ့တာဘသူမှလည်းဘာမှလုပ်မပေးနိုင်ခဲ့ဘူးအဲ့ဒီချိန်မှာလူတစ်ယောက်ကရောက်လာပြီးတော့သူ့ရဲ့အစမ်းထက်တဲ့ဆေးနဲ့ကုပြီးလို့ထွေးရောသားလေးရောအသက်ဆက်ရှင်ခွင့်ရခဲ့တာ ။ဒီကောင်ပြောက်ကောင်းထွေးခင်သူတို့ကောင်းနဲ့တွေ့ပြီလို့ပေါ့ ဟုတ်တယ်အကိုရဲ့အဲ့ဒီလူကတခြားလူမဟုတ်ဘူးအကိုလိုက်ဖမ်းနေတဲ့ရာဇာမင်းတင်ဆိုတဲ့သူတော်ကောင်းကြီးပဲ ။ရာဇာမင်းတယ်ဟုတ်လားထွေး အကိုနောက်မှာ ထွေးခင်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 အဲ့လိုနဲ့ပဲငါမိမနဲ့ငါနဲ့ရသိဝဲကွဲခဲ့ရတာပေါ့ အဲ့ဒီအကြောင်းတွေကိုကြီးမေပြောပြတယ်တို့အားလုံးသိပြီးပါပြီတကယ်ဆိုရင်မကောင်းသူကိုပယ်ပြီးကောင်းသူကိုကဲနေတယ်ဓမြဘူကြီးဘုံမုံမောင်ဆိုတာကျုပ်အဖေမှသိကြတယ်ဟာကျုပ်ကအဖေနဲ့တွေ့ကျင်နေတာဗျာဟိုဒါပေမဲ့ဗျာကြီးမေကအဖေကိုအရန်စိတ်နာနေတော့ဟိုအဖေကိုမရှာဘူး तू ကအတန်တန်မှားထားတာနဲ့ကျုပ်ကမရှာခဲ့တာအခုကြီးမေလည်းဆုံးသွားပြီဆိုတော့ကျုပ်တွေ့ကျင်တဲ့အဖေကိုကျုပ်လိုက်ရှာရင်းနဲ့အခုဒီကိုရောက်နေတာပဲအဖေ ဘာဖြစ်ပါသားလဲအဖေကလေတားနဲ့အခုလိုမျိုးပြန်ဆုံးရတာအရန်ဝမ်းသာတာကွာဒီတက်တားနဲ့အဖေနဲ့ပြန်မဆုံးတော့ဘူးလို့အဖေကထင်ထားတာ ဒါနဲ့ပဲအဖေကပလိတ်ကနေဘယ်လိုဖြစ်လို့ဓမြဘူဖြစ်သွားတာလဲအဲ့ဒီကိစ္စကိုကျုပ်မသိလို့ဗျာ မင်းအမေကိုတတ်သွားတယ်မြတယ်ဆိုတော့ကောင်းအဖေမရရအောင်ရှာခဲ့တယ်ကွာဒါပေမဲ့မမိခဲ့ဘူး
အဲ့ဒီအချိန်မှာအဖေရဲ့အထက်ရာကြီးအမိန့်ကြောင့်ဒေါ်လာရင်းကောင်းဆောင်ရာဇာမင်းတင်ဆိုတဲ့သူကိုအဖေလိုက်ဖမ်းခဲ့တယ်သူ့ကိုတွေ့တဲ့အချိန်မှာသူကလူနာတယောက်ကိုစေးကူနေတယ်အဖေလည်းသားတို့သားမီးနှစ်ယောက်ကိုစေးကူပေးတယ်ဆိုတဲ့ကျေးဇူးတရားကိုသိပြီးယောက်ျားပြီးသားစာနဲ့သူနဲ့တယောက်ချင်းချင်းမို့အတွက်ရှင်းလိုက်တာပဲမင်းငါ့ကိုဘာလို့အသေးတန်လိုက်ဖမ်းနေရလဲ ဝတရားရပေါ့ကွာငါတာဝန်ကမင်းတို့လိုလူဆိုးတွေကိုဖမ်းမှုအတွက်ပဲလေ အေးသားမအောင်မင်းကလူဆိုးလူကောင်းဆိုတာဘာကိုကြည့်ပြီးတတ်မှတ်တယ်ငါအမြင်မှာကတော့မင်းမှာယောက်ျားကောင်းတို့ရှိတဲ့အရေးချင်းတွေအများကြီးရှိတယ်အေးဒါပေမဲ့အဲ့ဒီအရေးချင်းတွေကိုငါတို့ကြုံပြုတ်နေလို့ရှိမှမင်းသွားအသုံးချအဲ့ခက်တာ အဲ့ဒါကိုเจ้าနဲ့ကိုပါကဲချင်းမရှိပွဲစားလိုက်အောင် ခဏနေလောင်ကြီးထက်လိုက်ရင်ငါတို့ပွဲလေးကပူပြီးအသက်မဝင်သွားဘူးဟမ် ခင်ဗျားဘာကြီးလောင်းနေတာလဲ အေးဒီပွဲမှာရှုံးတဲ့လူကတပည့်ကန်ကြီးမင်းရှုံးရင်မင်းအလုပ်ကိုစွန့်လွတ်ပြီးတော့ငါတော့မင်းနဲ့ကြည့်ရမယ်အေးဒီပွဲမှာငါရှုံးခဲ့ရင်တော့ငါအလုပ်ကိုငါစွန့်လွတ်ပြီးမင်းတော့ငါလိုက်ဘလို့လဲ စိတ်လိုက်လေ မင်းကယောက်ျားပြီးသားတဲ့လူတယောက်ဆိုတာငါယုံကျင်တယ်လူမာကလေးမင်းမာတစ္ဆာဆိုတဲ့အတိုင်းရာဇာမင်းစဉ်ရဲ့တပည့်အဖြစ်နဲ့အဖေခံပြီးနေခဲ့တယ်အဲ့ခါကျမှအဖေတို့လူမျိုးတွေဘယ်လောက်ထိအနှိမ့်ဆက်ခံရတယ်ဘယ်လောက်ထိအနိုင်ကျင့်ခံရတယ်ဆိုတာဖိသိခဲ့ရတာအဖေရဲ့အထက်ရရှိတွေကလည်းအဖေကတစ္ဆာဖောက်သွားတယ်ဆိုပြီးတော့သူတို့ကအဖေနာကိုလိုက်ခဲ့ကြတယ်ဒီနေ့မှာအဖေရဲ့အသက်ကိုရာဇာမင်းတင်ကသူ့အသက်ပေးပြီးတော့ကဲ့တင်ပေးခဲ့တယ်ဒါကြောင့်ရာဇာမင်းတင်ရဲ့စိတ်ဓာတ်ရာဇာမင်းတင်ရဲ့ခံယူချက်ကိုအဖေလေးစားလုံးလို့မိုးပေါင်ဆိုတဲ့ပုံပါကိုအဖေခံယူခဲ့တာပဲဒါကောင်းတယ်အဖေရဲ့ဆုံးဖြတ်ချက်ကမှန်တယ်အဖေရဲ့လူကိုကျုပ်ကြိုက်တယ်ဗျာနယ်ချက်တွေချမှတ်ထားတဲ့ဥပဒေဟာမူကောင်းတယ်ဖေဒါပေမဲ့လူမကောင်းဘူးဖြစ်နေတာဥပဒေကိုဗန်းပြပြီးတော့ကိုကျိုးစည်းပွားရှာနေတဲ့လူတွေကြောင့်အမှန်တရားပြောင်းနေတာအခုအဖေကကိုဥပဒေကိုထုတ်ပြီးတော့အမှန်တရားဘက်ကရက်တည်နေတာကျုပ်ကတော့အားကြတယ်ဗျာဂုံလဲဂုံယူတယ်အဖေတို့ဒီကိစ္စကိုဒီတိုင်းကြည့်နေတော့မှာဘာမှဆက်မလုပ်ရှားတော့ဘူးလား ကျွန်တော်မျိုးကြီးမျိုးအမင်းရဲ့မဲကိုစောင့်နေရပါကျွန်တော်မျိုးကြီးမှာတင်ပြစရာအစင်းသိရှိပါတယ် မင်းဘာစီစဉ်ထားလို့လဲမင်းတင်ပြမဲ့အချင်းကငါသမီးလေးရတဘုံကောင်လေးရဲ့လက်ထဲမှာကောင်းကောင်းကြီးဒုက္ခရောက်နေလောက်ပြီကွာအဲ့ဒါမင်းသိရလား ဟုတ်ကဲ့နားလဲပါတယ်ဒါကြောင့်ပထမဆင့်အနေနဲ့ တော်မင်းမသက်ပေါက်ကိုပိတ်ထားစမ်းအခုမှပထမဆင့်ပဲရှိသေးရဆိုရင်ငါသမီးလေးအတွက်တော်နောက်ကျနေပြီကွာမင်းမျက်နှာကိုငါမကြည့်ချင်ဘူးမင်းခုထားနာကိုပြန်ငါသမီးလေးလို့ဖို့အတွက်ငါဘာသာငါစီစဉ်မယ်ခဏ ရက်စာ
သွားနေတဲ့လမ်းရွာကိုရောက်မှာမဟုတ်ဘူးနော်ရိုးမတော်တဲ့ပဲရောက်မှာအေးရိုးမတော်တဲ့ရောက်သွားလို့ရှိရင်လူသားစားတဲ့ကြားတွေလူသားမျိုးတွေမှုတွေအများကြီးပဲရှိတယ် အဲ့ဒါဆိုရင်လေရွာကိုသွားတဲ့လမ်းလေးကိုညွှန်ပေးပါလားကျမမြို့သမီးဆိုတာရှင်သိတယ်မလားရှင်ကြီးဆိုမမေ့ပါဘူးရှင်နော် ဒီမှာမင်းကလေးမင်းငေါ့လိုက်မစည်းရုံနဲ့နော်မင်းကိုလှုပ်ပေးလိုက်လို့ရှိရင်စနေသားငါ့ကိုတတ်မှာကွာနော်ငါအသက်နဲ့တော့ဘယ်ရမှမလဲနိုင်အောင်ဟေးငါပြောတာကိုနင်နားမထောင်ဘူးဆိုရင်တော့မင်းပါလို့ ရှင်တိုင်းကစားတာကိုကြည့်နေတာပါရှင်တိုင်းကစားတာလေအရန်ကိုကြည့်လို့ကောင်းတာပဲမြို့ပေါ်မှာဆိုရှင်ရှိချင်းနေတာဆိုရင်လေလုံးဝကိုနာမည်ကြီးမှာနော်ပြီးတော့ကောင်မလေးတွေဆိုလဲဝိုင်းဝိုင်းလဲနေမှာ ဟုတ်ပါမလားဗျာခင်ဗျားတို့မျိုးသူတွေဟာဘန်ကောက်ပစိုးလေးတရွှန်းရွှန်းဘူဂီလေးတစ်ထောင်ထောင်မျက်နှာချီလိမ့်တယ်လူပလန်လေးတွေကိုမှသဘောကျကြတာပါဗျာ ဟောအဲ့ဒါကလေပေါ့ပေါ့နေတဲ့တဲ့ main ကလေးတွေကပဲအဲ့လိုလူမျိုးတွေကိုကြိုက်ကြတာတကယ်အားကိုးခြင်းတဲ့သူကြတော့လေကိုမိုးကျိုးလို့ယောက်ျားပြီးသားတဲ့သူမျိုးကိုပဲကြိုက်တာ ဟုတ်ပါမလားဗျာ ဟုတ်ပါတယ်မယုံရင်လေခရစ်စတန်နဲ့မြို့ကိုလိုက်ခဲ့ပါလားမြို့ပေါ်ကိုရောက်ရင်ကိုမိုးကျိုးလိုလူမျိုးကိုကြိုက်တဲ့တထေးသမီးတွေနဲ့ခရစ်စတန်မိတ်ဆက်ပြီးမယ် မလုပ်ပါနဲ့ဗျာကျုပ်ကလေတိုက်ရမှာလည်းမကြောက်ဘူးတေးရမှာလည်းမကြောက်ဘူးဒါပေမဲ့မိမယူရမှာတော့ကြောက်တယ်ဗျာကျုပ်ဘာသာကျုပ်အေးစီးနေပြသည်ဗျာ ဟာဖိုးလာနေအောင်ကြောမင်းတို့ဘာချက်ကြမလို့လဲကွာ မနေ့ကရထားတဲ့မြောက်ဦးတို့ကျွေးဦးတို့ရှိတယ်ကိုလည်းဒီအဲ့ဒါလေးပြုတ်လိုက်ရင်တော့မနေ့တက်တက်ဆောက်ရမှာပါ ဟိုတကြီးလက်ပို့ထားတဲ့အသားဘူးတွေရိတ်ခါတွေကကုန်သွားပြီလားကွာ ကိုလာကြာပြီလေကိုလည်းဒီရဲ့ အဲ့ဒါဆိုရင်ရှေ့ရပဲပြောလိုက်ကွာကြဲ့တော့ငါ့ကိုလာပြောအားလုံးတူစားကြပါနော် ဟုတ် ဒီမဲ့ရှင်တို့စကမ်းပါလေစားစရာအဲ့ဒါတွေပဲရှိရလားရှင်တို့ပြောနေရဟာတွေလေလူစားတဲ့စားစာတွေမဟုတ်ဘူးရှင် ဟာအဲ့တော့မင်းကဘာများစားကျင်လို့လဲ ကျမစားကျင်တာကလေဘဲပေါင်းတို့ခောက်ဆွဲကြော်တို့အဲ့ဒါကြီးကျမဘယ်တော့စားရမှာလဲ မင်းလိုအရာရှိတယောက်ရဲ့သမီးကငါ့ကိုစကမ်းမှာအနေစားဆင်းမယ်ဆိုတော့ငါလည်းနားလဲပါတယ်ဒါပေမဲ့စနေသားလည်းမင်းကိုချစ်လုံးလို့ ဟန်တော်စမ်းပါရှင် तू ကကျမကိုချစ်တာမဟုတ်ဘူးသူ့ကိုယ်သူပဲချစ်နေတာအဲ့ဒါကြောင့်မလို့ तू ဖြစ်စင်တာလေ तू လုပ်နေတာပေါ့ဒီကိုရောက်ခါစားဆိုရင်လူကိုကြိုးတုပ်ပြီးပါရတာကိုရှင်မမြင်ဘူးလားလူကိုချစ်တယ်ပြောပြီးတော့မသိထမင်းမသိဟင်းကျွေးပြီးတော့တလိမ့်ဆန်တကောင်အလောင်းမွေးထားသလိုကြည်နေတာအဲ့ဒါကျမသူ့ချစ်ကိုဘယ်လိုယုံရမှာလဲအခုကျမဒီကိုရောက်တာဆိုဘယ်နည်းရှိနေပြီလဲဒီဝတ်ဆောင်တစ်စုံနဲ့တကောလုံးလည်းနန်းစော်နေပြီကျမဘဝမှာလေအဲ့လိုတစ်ခါမှမနေဘူးအဲ့ဒါလား तू ချစ်တာ ကျုပ်ကတော့အဲ့လိုမဟုတ်ဘူးထင်တာပဲ ရှင်တို့ကတော့ရှင်တို့လူဘက်ကပဲကာကွယ်ပြီးပြောမှာပေါ့ကျမကတော့လေအတိတ်ကဝစ်ကြွေးတွေကိုပေးဆက်နေရတယ်လို့ပဲမှတ်တယ်ဘာလာလောက်တာလဲရှင်ရုံးမှာကိုမကြိုးစားနဲ့နော်အသက်ချင်းလဲပြလိုက်မယ်ခုချက်ချင်းထွက်သွား အမေဘာရှောက်ပြောနေရလဲမင်းထင်တိုင်းရှောက်ပြောမနေနဲ့ငါမင်းတွေ့ဘူးကြားဘူးထားတဲ့ယောက်ျားမျိုးမဟုတ်ဘူးကွာငါမင်းကိုချစ်တယ်လို့ပြောခဲ့တာလဲနှုတ်ဖျားပြောခဲ့တာမဟုတ်ဘူးရင်ထဲကပြောခဲ့တာဘယ်သူမှဆိုကိုချစ်သူကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပေးချင်တာပဲဒါပေမဲ့အခြေအနေကမင်းရဲ့လိုအပ်ချက်တွေငါဖြည့်ဆည်းမပေးနိုင်ခဲ့ဘူးဒီမှာလောလောဆယ်မင်းဝတ်ဖို့အဝယ်စားတစ်စောင်ကိုစမ်းမအဲ့ဒါတွေကဘာလို့ပို့လဲ မမလေးစားဖို့ဆိုပြီးပို့ခိုင်းလိုက်တာ ဘသူကပို့ခိုင်းလိုက်တာလဲ အကိုလေးပေါ်မမလေးရဲ့ तू အဲ့ဒါပဲရ သူ့လိုချင်တဲ့ဆိုရင်လေဒီထဲမှာကတော့ပို့ပြီးရနိုင်ပါရဲ့မမလေးရာဟိုဘာဖြစ်လို့လဲဆိုတော့အကိုလေးစနေသားကလေမရှိစင်ရတယ်ကိုကြီးနေကြဘယ်လောက်ထိကိုကြီးနေလဲဆိုရင်ကိုကျိုးစိုးအနစ်နာခံပြီးတော့ကိုကြီးနေတာဗျ तू ကဘယ်လိုတွေနဲ့နာခံတာလဲပြောစမ်းမအောင် သူဘယ်လိုကိုကြီးနေလဲဆိုတော့
စနေသားနေဒီမှာရှိရငါသိရနော်ဟဲ့ခုနမင်းတို့တော်ရလူပဲပါလေဒီကမရှိပါဘူးခင်ဗျာဘာမသိမှလည်းငါကိုယ်လည်းမျိုးလုံးနဲ့မြင်ဘာမှလည်းပြောနေမရှိပါဘူးရှင်မရှိဘူးကောမရှိဘူးကောဟဲ့你表没那么表了，你俺没真的喏，你看这嘞，ဟဲ့လေကျဆာမဆိုင်တဲ့ဆိုမင်းတို့ဘာမှမလုပ်နဲ့မင်းတို့လိုချင်တာငါ့ကိုခေါ်လာ 哎高攀， အဲ့တော့အကိုလေးစနေသားရွာသားတွေကပိုပြီးချစ်ခင်ကြတာပေါ့ဗျာအကိုလေးစနေသားတဲ့ရွာသားတွေပေါ်မှာဘာအခွင့်အရေးမှမယူဘူးနော်အခုလဲကြည့်လေမမလေးကိုကောင်းကောင်းမွန်ကြွေးခြင်းလို့တစ်ချက်ညီးလိုက်တာနဲ့ရွာသားတယောက်ကလာပို့သွားတာတောချက်မှာတောချက်စင်နော်အိမ်ချက်မဟုတ်ဘူးမမလေးရဲ့နောက်နေ့မမလေးဘာစားခြင်းလဲပြောတနေ့တစ်မျိုးမထက်စေရဘူးနော် ကျမဘာမှမစားကျင်တော့ပါဘူးရှင်အဲ့ဒါဆိုရင်တော့ကိုယ့်ဘောက်ကိုပဲသွားပြောတော့မမလေးရဟောဟိုမှာအကိုလေးလာပြီ ကျုံမင်းကိုဒီကိုခေါ်လာပြီးပြစ်ထားတယ်လို့ဖြစ်မိတဲ့အတွက်ကျုပ်တကယ်ကိုစိတ်မကောင်းပါဘူးဗျာကျုပ်ကလည်းဖြစ်တယ်လို့နေဖြစ်တယ်လို့စားရတဲ့သူဆိုတော့အမိဘက်ကိုမကြည့်မိတာအမှန်ပါအမှန်တိုင်းဝင်ခံရမယ်ဆိုရင်တော့အမိကိုကျုပ်ကတာမန်ဧည့်သည်လောက်တော့အဲ့ဝင်မကြည့်ခဲ့ဘူးဗျာကဲစိတ်ချပါနောက်နေ့ကနေစပြီးတော့အမိတို့ရပြီနောက်နေ့ကစပြီးတော့လေကျမတို့ဘာမှမလုပ်ပါနဲ့တော့ဘာလို့လဲဆိုတော့ကျမကြောင့်ရှင်ကိုလည်းတောင်းဝင်မပို့စေချင်ဘူး ကျုံမင်းကိုတော့ပိုလေးစားသွားပြီကွာကျုံမင်းကိုချစ်တဲ့အတွက်တခုတော့ပြောချင်တယ်ကျုံမင်းကိုချစ်တာချစ်ုံတက်တက်ပါဗျာဘာမှရယူလို့မရှိပါဘူးမင်းချစ်ကိုကျုံရမှာဒီစခန်းကမင်းကိုပြန်လွှတ်မယ်ဆိုရင်လေမင်းမစိတ်ဆင်းရဲနေရမှာအဲ့တော့မင်းကိုပြန်ဖို့ကျုပ်ဆုံးဖြတ်လိုက်ပြီဒါပေမဲ့ကျုံမင်းဆရာကလေးတခုတော့လုပ်ချင်တယ်我哦，是别的。我给王国，对了，ဘာဖြစ်လာလဲဗျာရောမဘာဖြစ်လို့လဲ我这样哩，白下不都啥ဖြစ်办不对吧？我那多家路瓜，俺那里，俺那路俺没那路没偏的路偏的，第一所以说瓜，对话路对公家人都看了的瓜。ရောမဘာဖြစ်လို့လဲဘဘမောင်ဆရာရတာမင်းတွေကစိတ်ကူးတက်တယ်သူဘဘမောင်လည်းပဲစိတ်ကူးတက်ပါပေါ့ကျွန်တော်ရောက်ကဲပါဦးဗျာကဲပါဦးအဲ့ဒါမှခက်တာပဲဗျာကျုပ်ကဟိုရာဇမင်းနေချိန်မှာတပည့်ခံတယ်ဆိုပေမဲ့လို့အဲ့စိတ်ပညာမသိခဲ့ဘူးဗျာဘယ်လိုဆက်လို့ချမလဲဆရာကြီးထားခဲ့တဲ့ဆေးချမ်းတွေပဲမရှိဘူးလားဗျာကျွန်တော်ရောက်တဲ့နောက်ဆုံးပြောင်းတဲ့ချက်တွေတခုတော့ကြံပေးကြပါဗျာနော်ခဏနေကြပါအောင်ကျမကလေဒေါက်တာဘွဲရထားတဲ့ဆရာဝန်တယောက်ပါဦးလေးပြောဝင်ရဆိုရင်အဲ့ဒါကူးစက်ယောဂဖြစ်နေတာပဲအားလုံးနားလည်အောင်ပြောရမယ်ဆိုရင်တော့ကာလဝမ်းယောဂဟိုအဲ့ဒါဆိုလေကျွန်တော်ရောက်လိုက်ပြီးတော့ကိုပေးပါလားဗျာကျမလိုက်တာထက်လူနာတွေအတွက်ကဆေးရှိဖို့လိုတယ်ရှင်ဟိုဆေးတော့ကျုပ်တာဝန်ထားပါဗျာကဲဟိုကိုမိုးကျိုးနဲ့ကိုလည်းဒီဟိုမြို့သွားပြီးတော့လိုအပ်တဲ့ဆေးသွားဝယ်လိုက်ဗျာဗမာဆေးမဟုတ်ဘူးနော်အင်္ဂလိပ်ဆေးဟုတ်အဲ့ဒါဆိုရင်လည်းအမိလိုချင်တဲ့ဆေးတွေကိုစာနဲ့ရေးပြီးတော့သူတို့မှားလိုက်လေအချိန်လေးကရေးကြည့်နေပြီရွာသွားရင်းနဲ့ပဲရေးကြတာပေါ့စိတ်ဝင်မဲ့သူတွေကျမနောက်ကလိုက်ခဲ့ကြဟုတ်သားရမင်းပြလိုက်မှာဟိုဆရာမလေးကိုလိုက်ကူမလို့လေဟောကောင်းတယ်စနေသားကလိုက်ခဲ့မှာဆိုတော့ကျုပ်တို့ပို့ပြီးတော့အားရှိတော့ဗျာလိုက်ခဲ့ပါကြွားဘာလို့တက်တာလဲကြောက်ပါမှာအမလေးစောင်းနေနော်ဒီချင်းဒီမှာဆရာမလေးတက်တာဟင်းရတက်ပြီဆရာမသူ့ချင်းနေလို့ရှိသူလည်းချင်းနေဆိုးရမဟုတ်ပါဘူးဆရာမလေးကျုပ်တို့ကကြမှာဘာဖြစ်ဒီယောဂတွေဖြစ်ရတာလဲဗျာအဓိကကတော့တကိုယ်ရည်တန်ရှင်းအားနေတာပဲရှင်လူတွေပြောမှာတော့ကာလဝမ်းယောဂါပေါ့ဒါပေမဲ့အဲ့ယောဂါလည်းကုသယောဂါတစ်မျိုးပါပဲအခုလောလောဆယ်ဝင်းနေတအားသွားနေတဲ့သူအုံးစေးရည်လေးပဲတိုက်ဒါမှမဟုတ်ရေချက်အေးထဲမှာတကြားနဲ့စားကိုစားတွေရောပြီးမကြခဏတိုက်ပေးရတယ်ဟုတ်ဒါဆိုလို့ရှိရင်စမ်းပါဟိုဆယ်တော်ဘုရားကိုလျှောက်ပြီးတော့တကြားနဲ့စားသွားပြီးတော့စုံခိုင်းလိုက်ပါငါအုံးစိမ်းတော့ရှာပြီဟိုခဏပူစင်နေတာအရေးကြီးတာတခုကြံနေရဘာများလဲဆက်ပါလဲအခုကကုသယောဂါဆိုတော့ရွာထဲမှာရှိတဲ့ဝေဒနာခံစားနေရတဲ့သူအလုံးကိုဒီဖုန်းကြီးเจ้าမှာစုမှာဖြစ်ပါလားဆရာမလေးရေဟိုတချို့မိသားစုတွေလေအဖွားကြီးတယောက်နဲ့ခလေးအဲ့တယောက်ပဲရှိကြတာခလေးတို့ကျွန်တော်ဒီခေါ်ထားမယ်ဆိုတော့အဖွားကိုတယောက်တည်းအိမ်မှာထားခဲ့တော့မဖြစ်ဘူးအဲ့လိုမိသားစုတွေရွာထဲမှာလည်းအများကြီးပဲမခွဲလို့တော့မရဘူးတကြီးရဲ့အဲ့လိုမခွဲဘူးဆိုရင်ကြံတဲ့သူတွေပါဒုက္ခရောက်သွားမှာကဲပါတကြီးရဲ့ဆရာမလေးပြောဆိုလို့လိုက်ပါလွယ်တိုင်းကျတို့လည်းထပ်ပြီးကူညီပါမယ်အဲ့ဒါဆိုလည်းပဲအားလုံးအဆင်ပြီးတော့ကျုပ်ဝက်စီတင်လိုက်ပါမယ်နော်ကောင်း
ကဲစမ်းဘာလို့လဲလွတ်တော့ရှာလား အင်ဂျင်တော့ကျွန်တော်ဆဲလို့ကျင်လို့ဗျဟာအေးလာကြလေကွာမင်းတို့ကဘာဆေးလို့ရငါအနောက်တိုင်းဆေးပဲရောက်လာကွာဟိုဘိန်းတော်ဆရာတွေသုံးတဲ့ဆေးမရဘူးကျတို့ကလည်းခင်ဗျားစီကအနောက်တိုင်းဆေးဝယ်လာခဲ့တာကဲဒါဆိုမင်းတို့ကဘာဆေးလို့ကျင်လဲ ရော့ဒီစာရွက်ထဲမှာရှိတဲ့ဆေးမှန်တာအကုန်ပေး ဟိုဆေးတွေကလည်းညားလိုက်တာကွာဟိုမင်းတို့မှာပတ်စံပါရလားဟာခင်ဗျားဆေးတွေကိုသွားယူတာကြည့်ရယူစမ်းပါဗျာအပေါ်ပြောမနေနဲ့ဟာမင်းတို့ပတ်စံပါမှငါရောင်းလို့ရမှာပေါ့ကွာငါဥစ္စာတပည့်6ပြားတွေမဟုတ်ဘူးကွာ ဟေးလို့ခင်ဗျားတို့စကားများတာပဲကျုပ်တို့လိုချင်တဲ့ဆေးတွေကိုပေးမလားမပေးဘူးလားမပေးရင်ပြတ်တက်လိုက်မှာတော့ မလုပ်ပါနဲ့ကွာဟိုမင်းတို့လိုချင်တဲ့ဆေးကိုငါပေးပါမယ်အဲ့လိုနေမှာပေါ့ကွာသွားရှေ့သွားရမေတာမျိုးပြလိုက် ဟဲ့ကောင်မလေးတေကန်ဒီအပမင်းညာလူရောတတ်ဆိုးရှောင်ဆွဲဆက်နေရွာနာတယ်ဟာ ဟဲ့ဖေးဖိုင်လာပြောနေရတယ် ဟာတကြီးပါသေးလို့လေဗျာဒီတိုင်းလာတာလို့ဆိုကျုပ်တို့ပဲတေချောင်းကိုဖြစ်သွားမယ်ဗျာ ဟာပေါက်ပေါက်ရှည်ရကွာမင်းဘာမှမသိဘူးဖိုင်လာပြောနေရတယ် ဟာဘာလို့မသိရမှာလဲဗျာတီလုံးတော့နားလေလုံးလုံးလေဆရာကောင်းသမားကောင်းတော့ပင့်လာသေးတယ်အခုအဲ့ဆရာကလေတေထားတဲ့အလောင်းတစ်လောင်းကိုပြန်ဖော်ခဲ့ပါဆိုလို့ကျုပ်တို့သွားဖော်မှုလာခဲ့တာ မရဘူးနော်အဲ့လိုလို့မရဘူး ဘာလို့မရမှာလဲ အခုဖြစ်နေတာကူးဆက်ရောကအားလုံးဒုက္ခရကုန်လိမ့်မယ်တည်တဲ့အနောင်တွေကိုမီးအောင်ရှို့ပြရမှာ မဖြစ်အောင်ဗျာ ကျွန်တော်တို့ကတည်ရဲ့လူကိုမီးရှို့တော့မှမရှိဘူးဗျ ဟုတ်တယ်ရှို့ရင်ရှို့ခမရအောင်ရှို့ပြရမှာ ဟာဟဲ့လူကိုရောက်လာပြီးအကူညီပေးရဆိုဘာဖြစ်လို့အခုလိုရိုင်းဆက်ဆက်ဆံနေရလဲ ဟေ့မင်းအသက်ဘုတ်ထိုးကြိတ်မှာဆရာကြီးလုပ်လို့ရတယ်ဒီညမှာဆရာကြီးလာမလို့တော့ကိုယ့်နဲ့ကိုသွားဟေ့အခုချိန်ငါတို့ရွာတဲ့အရင်ရေးကြည့်တယ်ကွာ ကဲခရစ်စတန်ဒီလူပိန်းနဲ့နားလဲအောင်ရှင်းလာပြလိုက်တော့ ဒီလိုရှင်အဲ့ဒီတည်တဲ့လူတွေမှာယောဂပိုးတွေအများကြီးရှိတယ်ရှင်တို့အဲ့ဒီအလောင်းတွေကိုသွားဖုံမယ်ဆိုရင်အဲ့ဒီပိုးတွေကရှင်တို့ကိုကူးသွားလိမ့်မယ်ရှင်တို့လည်းနောက်ဆုံးဝင်းနေလျှော့ပြီးတည်လူဖြစ်သွားလိမ့်မယ် ရာ ကဲတူးကျင်တယ်ဆိုတော့သွားတာတူးကြတော့ကွာ သွားတူရတော့ဗျာ ဟဲ့တူးမငါဆရာကြီးတော့တိုက်မြင်နိုင်ဦးမယ်ကွာ သွားလူကောင်လည်းမသိဘူးဘလောက်ပြောနားမလဲဟောခရစ်စတန်ဟိုဒီကလူနာရဲ့အခြေအနေဟာ ဟိုဒီကလူတွေကိုတော့ခရစ်စတယ်ထိန်းထားလို့ရပါတယ်ဟိုပြီးမှပဲရွာလေးလိုက်ကြည့်လိုက်မယ်လေမလေးဒါလေးကောင်တော့လိုက်နော်အဲ့ဒါမှဝင်းလဲကျဲပြီးရှင်လဲအေးသွားမှာ တောက်ရပါသမီးကြီးစမလေးတက်ရတော့သမီးတက်တာမှာ ဒီလေချင်းနေ ဒီမှာတော့ရင်းနေလို့မယ်အကူကပျောက်တော့မှာဟိုဒီရေလေးတောက်လိုက်နော်ဒီရေလေးတောက်လိုက်ရင်လုံးဝပျောက်သွားတယ်တောက်ပါမယ်စမရင်တောက်ပါမယ် အမေသားအိတ်လား မိတ်နေပါကွာ ဟောဒါဆိုရင်နှုတ်လိုက်မယ်နော် နှုတ်လိုက် ဒီဒီမှာဟိုအရေးလေးတောက်လိုက်အောင်နော် တောက် အကုန်လုံးတော့တောက်လို့မရဘူးညီလေးဟိုဆာမိုက်တိုက်တဲ့တစ်ခွက်ပဲတောက်အဲ့ဒါဆိုပြောက်ပြီနော်ကဲရ ပေးတိုင်းဟောပြလာပြီ ဆရာမလေးမာရဆေးအကုန်ရလာတယ်ဗျာ ဆရာမလေးမှာလည်းဆေးရောက်လာပြီဗျာဘာဆက်လုပ်ကြမလဲ ဟိုရှင်နှင်းနဲ့ထက်တယ်ပြီးဟိုကျမကဒီကဆေးထိုးဖို့လိုအပ်တဲ့လူနာတွေကိုဆေးလိုက်ထိုးပေးလိုက်မယ်ကိုစနေသားတို့ကကျမပေးတဲ့ဆေးတွေကိုဒီကလူနာတွေကိုလိုက်တိုက်ပေးနော် စိတ်ချဆရာမလေးရှိရတော့ကျုပ်ကနောက်ကလိုက်ပြီလား အခုမှပဲရှေ့သွားတော့လဲညီသွားတော့တာ မင်းတို့လည်းကွာဟိုမှာမင်းတို့လည်းဆရာမလေးရှက်သွားပြီ ဟာစနေသားရှက်သွားတာဆရာမလေးပုံမင်းမျက်နှာညီရဲနေရမှာကွာ ဟာခင်ဗျားပါ ငါတို့ကမြို့ပေါ်မှာနေပြီးအဆအဆအရာရာပြည့်စုံနေလို့ခေတ်ကာလကြီးရဲ့အခြေအနေမှန်ကိုမသိရတာပဲ
ကျေးလက်ဒေသတွေမှာရှိတဲ့မရှိစင်းရဲသားတွေရဲ့ဘဝဘာမှလည်းမပြည့်စုံဘာမှလည်းလုံခြုံခြင်းမရှိဘဲနဲ့တနာစရာကောင်းလိုက်တာနော်ဒါကြောင့်မို့လဲကိုစနေသားတို့ကသူတို့နီးသူတို့ဟန်နဲ့ဒုက္ခရောက်နေတဲ့တောသူတောင်သားတွေကိုကာကွယ်ပေးနေတာကို ဆရာမပြင်မနေပြီလားဗျအေးလေညလည်းညလုံးမရသေးဘူးဆိုတော့ခဏနားရင်နားလိုက်လေ မနာတော့ပါဘူးရှင်ခဏနေလူနာတွေကိုလိုအပ်တဲ့အစာဟာတွေအတွက်ကျွေးရအောင်မယ်လေပြီးတော့ဆေးထိုးတဲ့လူတွေလည်းထိုးရအောင်မယ်ဆေးတိုက်ရမယ့်သူတွေလည်းတိုက်ရအောင်ပါ ဆရာမတော့တကယ့်ကိုဆရာဝန်ပြီးသားပါပြီလေဗျာတကယ်တမ်းကျတော့ဆရာမကကြုတ်ခေါ်လာလို့ဒီကိုရောက်လာတာဟိုဒီလူနာတွေကိုဆေးမကူပေးလေရတာပဲအခုလိုစေနာပြည့်နဲ့ကုပေးတာမြင်တော့ကျုပ်ဆရာမကိုအရန်ကိုကျေးဇူးတင်တယ်ဗျာ ကျမတို့ဆရာဝန်တွေမှာဆေးပညာနဲ့ပတ်သက်လာရင်ရန်သူမိတ်ဆွေဆိုတာမရှိပါဘူးရှင်လူသားရဲ့အသက်ကိုကယ်တင်ဖို့ကျမတို့ဆရာဝန်တွေရဲ့တာဝန်လို့ခံယူထားကြတာ ဆရာမကိုချစ်တဲ့စိတ်နဲ့ကျုပ်ဒီမှာခေါ်ထားလိုက်တာဒီရွာသူရွာသားတွေအတွက်ကံကောင်းသွားတာပေါ့နော်ဆရာမကကျုပ်ထင်ထားတာထက်တောင်မှပဲစိတ်ထားပူမြင့်မြတ်ပါသေးတယ်ဗျာကျုပ်လည်းဆရာမလိုစိတ်ဓာတ်မျိုးဖြစ်အောင်ကြိုးစားအောင်ပဲ ကျမမြင်မှာတော့ကိုစနေသားရဲ့စိတ်ဓာတ်ကလည်းဖြူစင်ပါတယ်ကိုစနေသားလည်းလူတွေကိုတက်နိုင်သလောက်ကူညီပေးနေတာကိုကျမမြင်နေရတာပဲဒါပေမဲ့ကိုစနေသားတို့ကလက်နက်ကင်နေလူတက်ဖို့လည်းဝင်မလေးကြဘူးဆိုတော့တမျိုးဖြစ်နေတာပေါ့ဘလို့ဖြစ်နေလဲဆိုတော့ကျမလည်းပြစားမပြောတော့ဘူး မင်းမပြောပြတတ်တယ်လို့ကျုပ်လည်းကျုပ်ရင်တွေကဘာတွေဖြစ်နေတယ်ဆိုတော့တည်တည်ချာချာမပြောပြတတ်ပါဘူးဗျာဒါပေမဲ့ကျုပ်တို့ချင်းနားလည်မှုရလာပြီလို့ထင်ရတဲ့အချိန်ကြာမှာပြန်ပြီးခွဲရမယ်ဆိုတော့ကျုပ်စိတ်မကောင်းဘူးဗျာ ဆရာမလေးရဲ့အခုမှပဲကျွန်တော်ရွာသားရဲ့အခြေအနေကစိတ်ချတော့တယ်ဆရာမလေးကိုကျေးဇူးတင်ပါတယ်ဟိုအခုလောဆယ်တော့ခေတ်ကာလအခြေအနေကကျေးဇူးတင်ပါတယ်ဆိုတဲ့စကားပြေဘာလက်ဆောင်မှမပြနေခွတ်လို့ပါနော် ရပါတယ်တကြီးရဲ့ကျမကလည်းကျမရဲ့ပညာကိုလိုအပ်တဲ့နေရာမှာအသုံးချခွင့်ရလို့ရှင်းနေနေတာပါ ဟုတ်ကဲ့ဆရာမလေးပေးတဲ့အသက်ပဲရွာသူရွာသားတွေကရှိပါတော့တယ်ဗျာဘာဖြစ်ဖြစ်ဆရာမလေးကိုကျုပ်တို့ကျေးဇူးတင်ပါတယ် ဆရာမလေးခဏလေးဟောဆရာမလေးခဏလေးဟောခဏလေးဟောဆရာမလေးဆရာမလေးနေအောင်ဆရာမလေး ဆရာမလေးမပြောဘူးဆိုရင်ဘာလို့ပြန်သွားတာလဲ ဟုတ်ပါဆရာမလေးကျွန်တော်သားတဲ့ကိုကဲပြီးဆရာမလေးကိုကျေးဇူးဆက်ရှင်လို့ဝင်ပေါ်ဖို့အတွက်ကလည်းတရက်နှစ်လောက်လိုနေပြီလို့ဆရာမလေးဖြစ်နိုင်ရင်တရက်နှစ်လောက်နေပြီပါလား ရပါတယ်ရှင်အဲ့တော့ဘာမှစိတ်ထဲမှာမထားနဲ့နော် ဟုတ်ပါရဲ့ဆရာမလေးရဲ့နေနိုင်တရက်နှစ်တော့နေပြီပါကျမအမေရဲ့ယောဂကိုကုပေးတဲ့အတွက်ဆရာမလေးကိုကျေးဇူးပြန်ဆက်ခြင်းလို့ပါတရက်နှစ်တော့နေပြီပါ ကျမဘယ်လို့မှနေလို့မရလို့ပါကျမကူညီပေးတာကိုအားလုံးကအသိမဲ့ပြုပေးရနိုင်မှာကျမရှင်းနေနေပါဘူး ကဲမောင်စတဲ့သားဆရာမလေးကတော့လေဥရုရောက်တယ်တကယ်ကိုကယ်ရီရှင်နတ်သမီးလေးပါပဲကွာ ဟုတ်တယ်ဒီကနာသမီးလေးနဲ့ဒီကနာသားလေးကရမ်းအောင်လက်ဖက်ရ ဆရာမလေးပြန်တော့မှဆိုကျမတို့ကလွမ်းပြီးကြံခဲ့တော့မှာပါဆရာမ ဟုတ်ပါပြီရှင်ဟုတ်ပါပြီကျမကိုဒီအားလူတွေအားလုံးကတကယ်ချစ်တယ်ဆိုရင်တကူရီတန်ရှင်းအတွက်ဂရုစိုက်ရမယ်နော်ပြီးတော့သုံးတဲ့ရေရင်းရေကန်တွေကိုလည်းဘေးရရေစိုးတွေဝင်အောင်ဂရုစိုက်ရမယ်ပြီးတော့တောက်ရီကိုလည်းကြိုချက်ပြီးတောက်ရမယ်အဲ့ဒါဆိုရင်နောက်တစ်ခါဒီလိုအဖြစ်ဆိုတွေကြုံမှာမဟုတ်တော့ဘူး ကျေးဇူးတင်ပါတယ်ဆရာမလေးကျေးဇူးတင်ပါတယ်အခုလိုကျမရဲ့ဘူးဆိုတာပေးတဲ့အတွက်ဆရာမလေးကိုအများကြီးကျေးဇူးတင်ပါတယ်ကျုပ်ရအတွက်ကျုပ်လိုအပ်တာအားလုံးစီစဉ်လိုက်ပါမယ်ဆရာမလေး ကဲအဲ့ဒါဆိုရင်လည်းကျုပ်တို့နေမြင့်နေမှာဆိုလို့ခီးဆက်လိုက်အောင်ပါသွားပြီနော်ဟုတ်ကဲ့ဟုတ် ဆရာမလေး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 ရာ ဆရာမလေးဒီနေရာကကျုပ်တို့ပိုင်နဲ့ဆုံးပြီဗျာအဲ့တော့ကျုပ်ဆရာမလေးကိုအိမ်ထိလိုက်မဝင်နိုင်တာတော့ကျုပ်ကနားလဲပေးပါဗျာ ကျမအိမ်ပြန်ရတော့မှာ ဟုတ်တယ်ဆရာမလေးကျုပ်ကြောင့်ဆရာမလေးဒုက္ခရောက်ပြီးတော့စိတ်ညစ်နေရမကြည့်ရလို့ကျုပ်ခုလိုပြန်ဖို့ပြရပါကမ္မကုံရင်ပြန်ဆောင်ခြင်းသေးတယ်ဆိုတဲ့စကားကိုပြောချင်နေတယ်မဖြစ်နိုင်တော့တဲ့အတွက်ကျုပ်မပြောတော့ပါဘူးဗျာဒါပေမဲ့ဆရာမလေးကကျုပ်ရင်ထဲမှာထာဝရရှိနေတယ်ဆိုတာကိုပြောပြပါ ရှုံပါတယ်ရှင်ရှုံပါတယ်အော်ကိုစနေတာကျမကိုစကားတစ်ခုပြောဖို့ကြံနေတယ် ဆရာမလေးကိုပြောတခုမကပါဘူးဗျာကျုပ်ရင်ထဲမှာအပြည့်ရှိပါတယ်ဒါပေမဲ့ကျုပ်ပြောကြိုးစားတော့ပါဘူးဗျာ အဲ့လိုမဟုတ်ဘူးလေကျမကိုပြန်ပို့ပေးရင်လည်းကျမစီကဂရိတောင်းမယ်ဆိုတဲ့စကားလေအဲ့ဒီစကားကိုပြောတာ ဩ
ဟိုအဲ့စကားကလည်းအခုချိန်မှာပြောဦးမလို့တော့ပါဘူးဗျာဒါကြောင့်မလို့ကြုံမပြောတော့တာပါ ဘာစကားမျိုးမို့လို့လဲကျွန်မသိခွင့်ရမယ်ဆိုရင်သိသွားချင်လို့ပါ ကျုပ်တောင်းနေတဲ့ကတိကကျုပ်တို့စခန်းတီးနေအောင်ဘယ်သူမှမပြောမိဘူးပါ အဲ့ဒီတော့စိတ်ချပါရှင်ကိုစနေတာအဲ့ဒီကလေးကိုမတောင်းဘူးဆိုရင်တော့မှကျွန်မကဘယ်သူမှမပြောဘူးလို့ဆုံးဖြတ်ထားပြီးသားပါ ကျေးဇူးတင်ပါတယ် ဟဲ့အလုံးနဲ့မင်းတို့ငါတို့တွေဝိုင်းထားတယ်သမီးဒယ်ဒီစီရောမြင်မြင်လား ဒယ်ရီဟိုခဏလေးနေပါဦးဒယ်ရီသမီးရှင်းပြပြစီအောင်မပြစ်လိုက်နဲ့နော်ဒယ်ရီမပြစ်လိုက်ပါနဲ့ ရုံမယ်ကျတို့ဘယ်လိုလုပ်ကြမလဲ သမီးကို तू ခေါ်ထားတယ်ဆိုရင်မဲ့အခုချိန်ဒီသမီးကို तू ဘာအနေနဲ့မှမပေးပါဘူးအခုလည်း तू ကသမီးကိုအိမ်ပြန်လိုက်ပို့ပေးနေတာပါမပြစ်လိုက်နဲ့နော်ဒယ်ရီသမီးတောင်းမှန်ပါတယ် ဒီကောင်ညံများတယ်ကွာသမီးဒီဘက်ရောက်လာတယ်ဒီကောင်တွေအကုန်လုံးပြတ်တက်ပြတ်ဟဲ့ငါသမီးမင်းစီမှာရှိတဲ့အတွက်ဒီတစ်ခါမင်းကငါခွင့်လို့ပေးလိုက်မယ်မင်းကငါနောက်တစ်ခါဆိုခွင့်လို့မှာမဟုတ်ဘူးသမီးဒယ်ရီစီကိုလာမြင်မြင်လား သမီး ဆရာမလေးဘာမှဖြစ်အောင်နော်ဟိုဆရာမလေးခုလိုဖြစ်လာကျုပ်ကြောင့်ဖြစ်ရတာပါဗျာဟိုကျုပ်ကြောင့်ဖြစ်ရတာပါနော် ဟုတ်ပါဘူးရှင်သူ့အပြစ်မှမဟုတ်ပါဘူးစစ်ဆိုတာစိုးချိုးတွေပဲပေးတယ်ဆိုတာကျွန်မသိသွားပါပြီကျွန်မတို့တိုင်းပြည်အခုလိုဖြစ်နေရတာမင်းဆက်ဘလူးတွေကြောင့်ဆက်ဘလူးတွေကြောင့်ပါ ဆရာမလေးကိုစနေတာရဲ့တာကိုခဲခွင့်ရတော့ကျွန်မချင်တတ်ပါတယ် ဆရာမလေး ကိုစနေတာ ဗျာဟိုဆရာမလေးဘာပြောချင်လဲပြောပါဆရာမလေး ဒါလည်းဖြစ်သားတယ်ကိုကောင်းဝဲဆောင်းလျှောက်ပေးတယ်ဘူရကားဘူးပြောင်းကျူးစားတော့ စိတ်ချပါဆရာမလေးစိတ်ချနော် အမြဲဘူရကားဘူးရှင်နေရမယ် ဆရာမလေးစိတ်ချပါဆရာမလေးဖြစ်စေခြင်းနဲ့ပိုတကားပို့ဖြစ်ကျုပ်လာပါဆက်နေပါဆိုတော့တိုင်းပြည်နဲ့ပိုတကားပို့ဖြစ်စေရမယ်ဘောရာ